စီးပွားရေးလောကတွေကိုခြေစုံပြစ်ဝင်လိုက်တဲ့အခါမှာလူတိုင်းကထူးဆန်းတဲ့ထောင်ချောက်တစ်ခုတည်းကိုသတိမထားမိပဲကြောက်ရွံ့သွားတတ်ကြပါတယ်။အစားတော့ကတော့ကျွန်တော်တို့အားလုံးဟာကိုယ့်အချိန်ကိုစီမံခန့်ခွဲခြင်းလို့ပတ်စံပိုရခြင်းလို့သူတို့ဘာအမိန့်အောင်မှမနေခြင်းလို့လွတ်လပ်ခွင့်ကိုမျှော်လင့်ပြီးကိုယ်ပိုင်လုပ်ငန်းစတင်ခဲ့ကြတာပါ။စီးပွားရေးကကိုယ့်အတွက်အလုပ်လုပ်ပေးမဲ့အနာဂတ်မျိုးကိုလည်းအိမ်မက်မှတ်ခဲ့ကြတာပေါ့။ဒါပေမဲ့လုပ်ငန်းခွင်ထဲမှာကြာလာတာနဲ့အမျှတစ်ခုခုတော့လွဲချော်လာပါတော့တယ်။လုပ်ငန်းကပိုကြီးထွားလာလေလေကိုယ့်ရဲ့လွတ်လပ်ခွင့်ကပိုပြီးနေပါလာလေလေဖြစ်လာပါတယ်။ညဘက်တွေမှာလည်းအနားမရပဲ message တွေပြန်နေရတယ်။ဖောက်တယ်တွေကလည်းကိစ္စတိုင်းမှာကိုယ့်ကိုယ်ပဲတန်တနေတယ်။ဝန်ထမ်းတွေကလည်းအသေးမွှားလေးကအစလာမေးနေကြတဲ့အပြင်ငွေကောက်ရတာတွေပြဿနာအသစ်တွေဖြေရှင်းရတာတွေနဲ့တင်အချိန်ကုန်နေတတ်ပါတယ်။တကယ်လို့တင်သာတစ်ပတ်လောက်အလုပ်မလုပ်ပဲနားလိုက်မယ်ဆိုရင်ဝင်ငွေတွေချက်ချင်းကျဆင်းသွားမယ်။အားလည်းရအပန်းဖြေခရီးထွက်နေရင်တော့ဖုန်းကိုပဲတစ်ချိန်လုံးစစ်နေရမယ်ဆိုရင်တော့ဒါဟာစိတ်မသက်သာစရာအမှန်တရားတစ်ခုကိုဖော်ပြနေတာပါအဲ့ဒါကတော့သင်ဟာတင့်ကိုလွတ်လပ်ခွင့်ပေးမဲ့စီးပွားရေးတစ်ခုကိုတိစောက်ခဲ့တာမဟုတ်ပဲကိုပိုင်ဆိုင်တဲ့အလုပ်တစ်ခုကိုပဲဖန်တီးခဲ့မိတာဖြစ်နေလို့ပါပဲဒါဟာချာလီဟတ်တန်ရဲ့ One Man Emperor စာအုပ်ထဲမှာအဓိကထောက်ပြထားတဲ့ပြဿနာတစ်ခုပါအပြစ်မှန်းကကြည့်ရင်တော့စီးပွားရေးလုပ်ငန်းတစ်ခုကအောင်မြင်နေသလိုထင်ရပေမဲ့တကယ်တမ်းမှာတော့ပိုင်ရှင်တယောက်တည်းအပေါ်မှာပဲလုံးလုံးလျားလျားမိခိုနေရတာမျိုးတွေရှိတတ်ပါတယ်ဝင်ငွေတွေတိုးလာမယ်ဖောက်တယ်တွေများလာမယ်ဝန်ထမ်းအင်အားတွေလည်းတောင့်တင်းလာမယ်ဒါပေမဲ့တစ်ဖက်မှာတော့ပိုင်ရှင်ဖြစ်သူကနှစ်တွေကြာလာလေလေပိုပြီးပင်ပန်းနွမ်းနယ်လာလေလေဖြစ်နေတတ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုပြန်ပေးရမယ့်မိကွန်းကငါစီးပွားရေးဘယ်လောက်ကြီးသလဲဆိုတာထက်ငါစီးပွားရေးပေါ်မှာငါဘယ်လောက်ထိထိန်းချုပ်နိုင်စွမ်းရှိသလဲဆိုတာကပိုပြီးအရေးကြီးတဲ့မိကွန်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းကကိုမရှိဘဲလဲပတ်လို့မရဘူးဆိုရင်အဲ့ဒီလုပ်ငန်းကကိုယ့်ရဲ့အာရုံစိုက်မှုအချိန်နဲ့ဆုံးဖြတ်ချက်တွေအပြင်နောက်ဆုံးမှာကိုယ့်ဘဝတစ်ခုလုံးကိုပါပြန်ပြီးသိမ့်ပိုက်သွားတာမျိုးဖြစ်သွားနိုင်လို့ပါပဲဒီလိုအချက်တဲတွေအတွက်ချာလီဟတ်တန်က One Man Emperor စာအုပ်ထဲမှာအမြင်သစ်တစ်ခုပေးထားပါတယ်အစမှနဲ့ရှင်းရှင်းလင်းလင်းသိထားရမှာက One Man Emperor ဆိုတာလူတစ်ယောက်တည်းကအလုပ်အားလုံးကိုဒိုင်ခံလုပ်နေရတာမျိုးမဟုတ်ပါဘူး One Man Emperor ဆိုတာကလုပ်ငန်းဆိုတဲ့ဆက်ရနရားကြီးရဲ့အလုပ်တစ်ခုချင်းစီထဲမှာကိုယ်တိုင်နှင်မောနေမဲ့အစားအဲ့ဒီဆက်ရနရားကြီးတစ်ခုလုံးကိုအပေါ်စီးကနေထိန်းချုပ်မောင်းနှင်နိုင်သူဖြစ်လာဖို့ကိုဆိုလိုတာပါဒီနေရာမှာကျွန်တော်တို့တိစောက်သွားမယ့်အပြောင်းလဲက control ထိန်းချုပ်နိုင်စွမ်းကနေတဆင့် profit အမြတ်အစွန်း systems automation အလိုလျောက်လှုပ်ဆောင်ခြင်းနဲ့နောက်ဆုံးမှာ freedom လွတ်လပ်ခွင့်ဆိုတဲ့အဆင့်တွေအတိုင်းသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးပြဿနာတင်ကိုယ်တိုင်ကအဟံအတားဖြစ်နေခြင်းမာယာလို့ခေါ်တဲ့အသေးစားလုပ်ငန်းရှင်မိန်းကလေးတယောက်အကြောင်းကိုဥပမာအနေနဲ့ကြည့်ကြည့်ရအောင်မာယာဟာသူ့လုပ်မှာတော်ရုံနေမကပဲဖောက်တဲ့အစ်စ်တွေရှာဖွေရကစလို့အလုပ်တွေပြီးမြောက်အောင်လှုပ်ဆောင်တာပေါ်လာသမျှပြဿနာတွေကိုဖြေရှင်းတာမိကုန်းတွေကိုချက်ချက်လက်ချဖြေပေးတာနဲ့စည်ရင်အင်းစစ်ဆေးတာအထိအဆအရာရာကိုကိုယ်တိုင်ဦးစီးလုပ်ကနေသူဖြစ်ပါတယ်ဒါနဲ့မကသေးပဲအလားလာရှိတဲ့ဖောက်တယ်တွေကိုလိုက်လံဆက်သွယ်တာမကျေနပ်ချက်တွေကိုဖြေရှင်းတာဝန်ထမ်းတွေကိုလေ့ကျင့်ပေးတာအပြင်အရေးကြီးတဲ့ဝယ်ယူမှုတွေနဲ့ဆုံးဖြတ်ချက်တွေကိုပါသူကိုယ်တိုင်ပဲလှုပ်ဆောင်ပါတယ်။သူကရေချင်းရှိပြီးတော်တဲ့သူဖြစ်နေတာကြောင့်လုပ်ငန်းထဲမှာရှိတဲ့ဝန်ထမ်းတိုင်းကသူ့အပေါ်မှာပဲလုံလုံလျားလျားမိခိုလာကြပါတော့တယ်။အစပိုင်းမှာတော့ဒီလိုအခြေအနေမျိုးကအောင်မြင်နေသလိုမျိုးခံစားရနိုင်ပေမဲ့လုပ်ငန်းကတဖြည်းဖြည်းကြီးထွားလာတဲ့အခါမှာတော့မာယာကိုယ်တိုင်ကလုပ်ငန်းအတွက်အနှောက်အယှက်ဖြစ်စေတဲ့အဟန့်အတားပေါ်တနက်တစ်ခုဖြစ်လာပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့မာယာကခွင့်မပြုရင်ဒါမှမဟုတ်သူကိုယ်တိုင်အတိမပြုရင်ဘယ်အလုံးမှရှစ်ဆက်တိုးလို့မရတော့လို့ပါဖောက်တယ်ရီရောဝန်ထမ်းတွေပါမာယာကိုပဲအမြဲတမ်းစောင့်နေရသလိုလုပ်ငန်းရဲ့ရေးသွေးနဲ့ရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအားလုံးကလည်းသူ့အပေါ်မှာပဲလုံးဝတည်နေပါတယ်ဒါပေမဲ့လူတစ်ယောက်ရဲ့လုံနိုင်စွမ်းဆိုတာကလည်းအကန့်အသတ်ရှိတာကြောင့်မာယာအနေနဲ့အတိုင်းအဆမရှိအလုပ်တွေကိုတိုးချဲ့လုပ်ကင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးဒီနေရာမှာကျွန်တော်တို့သတိပြုရမယ့်အချက်တစ်ခုကတော့အလုပ်တစ်ခုကိုကျွမ်းကျင်အောင်လုပ်နိုင်တာနဲ့အဲ့ဒီအလုပ်တွေကိုထုတ်လုပ်ပေးမဲ့စက်ယန္တရားလုပ်ငန်းစနစ်တစ်ခုကိုတည်ဆောက်နိုင်တာဟာလုံးဝမတူညီဘူးဆိုတာပါပဲစီးပွားရေးလုပ်ငန်းရှင်အများစုဟာဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခါအလုပ်ပိုပြီးမြန်လုပ်တာ message တွေကိုအများဆုံးပြန်ဖြေတာမျိုးတွေနဲ့သူတို့ရဲ့ထုတ်ကုန်စွမ်းအားကိုမြင့်တင်ဖို့ကြိုးစားလေရှိကြပါတယ်ဒါပေမဲ့လူတစ်ယောက်ကဆုံးဖြတ်ချက်တိုင်းမှာကိုယ်တိုင်ပါဝင်နေဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့အတွက်တစ်ချိန်မှာအကန့်အသတ်နဲ့ရင်ဆိုင်ရမှာပါပဲဒါကြောင့်မို့လို့ကိုငါပိုပြီးဘလို့စူးစမ်းရမလဲဆိုတဲ့မိကုံးအစားငါကိုယ်တိုင်ပါဝင်နေစရာမလိုပဲဒီအလုပ်ကိုဘလို့ဖြစ်အောင်လုပ်မလဲဆိုတဲ့မိကုံးကိုပြောင်းလဲမေးမြန်းကြည့်ဖို့လိုအပ်ပါတယ်ဒီမိကုံးကနေမှတဆင့်အင်အားစိုက်ထုတ်မှုနည်းနဲ့ရလဒ်ကောင်းတွေထွက်လာစေမဲ့အခွင့်အလမ်း leverage တွေကိုစတင်ရှာဖွေနိုင်မှာဖြစ်ပါတယ်
ရှုပ်ထွေးမှုတွေကိုပဲပိုကြီးအောင်လုပ်မိနေခြင်းအသေးစားစီးပွားရေးလုပ်ငန်းတွေမှာရှုပ်ထွေးပွေလီတဲ့ပြဿနာတွေကြုံရတဲ့အဓိကအကြောင်းရင်းကတော့လုပ်ငန်းခွင်တိစောက်ပုံစနစ်တကျမရှိခင်မှာပဲလုပ်ငန်းကအရင်စလိုကြီးထွားလာတာကြောင့်ဖြစ်ပါတယ်။ဖောက်တယ်တွေပိုများလာတယ်။အော်ဒါတွေပိုတက်လာတယ်။ဝန်ထမ်းတွေပိုခန့်လာရသလိုဆက်သွယ်ပြောဆိုရတာတွေနဲ့ထူးခြားတဲ့အခြေအနေတွေကလည်းပိုပြီးများပြားလာပါတယ်။ဒါပေမဲ့အဲ့ဒီလုပ်ငန်းကိုလက်ပတ်နေတဲ့အခြေခံလုပ်ငန်းစဉ်တွေကတော့ပိုင်ရှင်ဖြစ်သူရဲ့ခေါင်းထဲမှာပဲရှိနေသေးတာပါ။ပိုင်ရှင်ဖြစ်သူကဒါကိုငါတို့ဒီလိုပဲလုပ်နေကြ။ဖောက်တယ်ကိုငါကတော့ဒီလိုပဲပြောနေကြ။ဒါမှမဟုတ်ဒီပြဿနာမျိုးဆိုငါကတော့ဒီလိုပဲဖြေရှင်းနေဆိုတဲ့အတွေ့အကြုံတွေကိုသူ့စိတ်ထဲမှာပဲတင်ထားပြီးထက်ကတလဲလဲအသုံးပြုလို့ရမယ့်လုပ်ငန်းလည်ပတ်မှုစနစ်တွေ repeatable operating process အဖြစ်ပြောင်းလဲထားခြင်းမရှိပါဘူး။အဲ့ဒီအခါမှာဝန်ထမ်းအသစ်တွေရောက်လာတိုင်းပိုင်ရှင်ကိုပဲလိုက်မေးနေရသလိုထူးခြားတဲ့ပြဿနာတစ်ခုခုပေါ်လာတိုင်းလဲပိုင်ရှင်စီကိုပဲအကုန်လုံးပြန်ရောက်လာတတ်ပါတယ်။ဒါဟာလုပ်ငန်းတစ်ခုလုံးကလူတစ်ယောက်တည်းရဲ့ခေါင်းထဲမှာပဲရှိနေတဲ့အချက်လက်တွေကိုပဲအပြည့်အဝမိခိုနေရသလိုဖြစ်နေတာပါ။စီးပွားရေးကပိုကြီးလာလေလေဒီလိုမျိုးပိုင်ရှင်ပေါ်မိခိုနေရတဲ့ဈေးစကားကလည်းပိုပြီးကြီးမားလာလေပါပဲ။အခြေခံအုတ်မြစ်မခိုင်မာတဲ့စီးပွားရေးတစ်ခုဟာကြီးထွားလာလေပိုပြီးဆိုးဝါးလာလေဖြစ်တတ်တာကြောင့်အယောင်းတွေတက်လာတာဟာအလုပ်တွေကိုပဲပိုများလာစေပြီးအမှားယွင်းတွေဖြစ်ဖို့အခွင့်အလမ်းတွေကိုပိုဖန်တီးပေးသလိုဖြစ်နေပါတယ်။အမှားတွေများလာတဲ့အခါမှာတော့ပိုင်ရှင်ကပြဿနာတွေကိုလိုက်လံဖြေရှင်းနေရတဲ့အလုပ်တွေထဲမှာပဲပြန်ပြီးနစ်မွန်းသွားရပြီးနောက်ဆုံးမှာတော့ကြီးထွားလာတဲ့စီးပွားရေးကကိုယ့်အတွက်အကျဉ်းတော်တစ်ခုလိုဖြစ်လာပါတော့တယ်။လူများစုထင်သလိုစီးပွားရေးကြီးထွားလာတာနဲ့အမျှလူတွေထပ်ငားလိုက်ုံနဲ့တင်ဒီပြဿနာကအလိုလိုပြည်လည်သွားမှာမဟုတ်ပါဘူး။တခါတလေမှာအပြေမှန်ကလူထပ်ငားဖို့ထက်အလုပ်လုပ်ပုံအဆင့်ဆင့်ကိုစနစ်တကျပြန်လည်ပုံဖော်ဖို့ကသာပိုပြီးအရေးကြီးတယ်လို့ချာလီဟန်နန်ကထောက်ပြထားပါတယ်။ပြဿနာတွေကိုသိပြီဆိုတော့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုစက်ကြည့်ရအောင်။ငွေကြေးစီးဆင်းမှုကိုအရင်ဦးဆုံးထိန်းချုပ်ပါ။လွတ်လပ်ခွင့်ဆိုတာကိုမရခင်မှာကိုယ့်လုပ်ငန်းရဲ့ငွေကြေးစီးဆင်းမှုကိုအရင်ဆုံးထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်။ချာလီဟတ်တန်က One Man Emperor ထဲမှာဒီပထမအဆင့်ကို Age of Conquest လို့ခေါ်ထားပြီးဒါလုပ်ငန်းတွေကိုဝင်လာတဲ့ငွေတွေကိုစနစ်တကျထိန်းချုပ်တာနဲ့ကြိုတင်ခံမှန်းလို့ရတဲ့အမြတ်ဆုံးတွေကိုတိစောက်တဲ့အဆင့်ပဲဖြစ်ပါတယ်။စီးပွားရေးတစ်ခုမှာဝင်ငွေတွေအများကြီးရှိနေုံနဲ့တင်မလုံလောက်သေးပါဘူး။ဘာလို့လဲဆိုတော့ဝင်ငွေကောင်းပေမဲ့ငွေကြေးအရရန်ကိုအားနည်းနေတဲ့လုပ်ငန်းမျိုးတွေလည်းရှိနိုင်လို့ပါပဲ။ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်လုပ်ငန်းတစ်ခုကတစ်လကိုဒေါ်လာ3သိန်းပို့လောက်ရောင်းရပေမဲ့နောက်လမှာဖောက်တယ်ဘဲကနေလာမလဲဆိုတာကိုပိုင်ရှင်ကိုယ်တိုင်မသိဘူးဆိုရင်အဲ့ဒီလုပ်ငန်းဟာစိတ်မချရတဲ့အနေအထားမှာရှိနေပါတယ်။အဲ့ဒီအစားနောက်လုပ်ငန်းတစ်ခုကဒေါ်လာ9000ပဲရောင်းရပေမဲ့ဖောက်တယ်အသစ်ရှာတဲ့စနစ်ကခိုင်မာတယ်။အမြက်ကလည်းကောင်းကောင်းကျန်တယ်။နောက်ပြီးဖောက်တယ်ဟောင်းတွေကလည်းပုံမှန်ပြန်လာနေတယ်ဆိုရင်ဒီလုပ်ငန်းကပိုင်ရှင်အတွက်ပိုပြီးထိန်းချုပ်မှု control ကိုပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့လုပ်ငန်းရှင်တယောက်အတွက်တကယ်ရည်မှန်းချက်ကအယောင်းမတန်းပေါ်ကကြိုတင်ခံမှန်းလို့ရပြီးအမျက်တည်ကြတဲ့ဝင်ငွေမျိုးကိုရရှိဖို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးကြိုတင်ခံမှန်းလို့ရတဲ့အမျက်စွန်းတွေရှိလာတဲ့အခါမှာမှလုပ်ငန်းရှင်တယောက်အနေနဲ့ဝန်ထမ်းခန့်တာပတ်စံသုံးတာရင်းနှီးမြှုပ်နှံတာနဲ့ကိုယ့်ရဲ့အချိန်တွေကိုစနစ်တကျကြိုတင်စီစဉ်နိုင်တဲ့စွမ်းရည်မျိုးကိုရရှိမှာပါ။ဒါကြောင့်ဖောက်တယ်ကောင်းတွေကိုဆွဲဆောင်ဖို့ရောင်းအားဖြစ်လာဖို့နဲ့သူတို့တွေဆွဲမြတ်နေဖို့အတွက်ကြိုတင်ခံမှန်းလို့ရတဲ့စက်ရန်ရာ system တစ်ခုကိုဘလို့တိစောက်မလဲဆိုတဲ့မေးခွန်းကိုအဓိကထားမေးမြန်းဖို့လိုအပ်ပါတယ်။အင်ဂျင်သုံးလုံးပါဝင်တဲ့အမြတ်အစွန်းစနစ်တင့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုံးကိုအင်ဂျင်သုံးလုံးနဲ့ဖွဲ့စည်းထားတဲ့စက်ရန်ရာကြီးတစ်ခုလို့မြင်ကြည့်လိုက်ပါ။ဒီအင်ဂျင်တွေတစ်ခုချင်းစီကသူ့အလုပ်နဲ့သူဟန်ချက်ညီညီလဲပတ်နေမှသာလုပ်ငန်းကတည်ငြိမ်ပြီးအမြတ်အစွန်းတွေထွက်လာမှာဖြစ်ပါတယ်။ပထမအင်ဂျင်ကအရေးသွေးမိသော customer များဒီအင်ဂျင်ရဲ့အဓိကအလုပ်ကတော့ကိုယ့်လုပ်ငန်းအတွက်တကယ့်ကိုကိုက်ညီတဲ့ customer လောင်းတွေဘယ်ကနေလာသလဲဆိုတာကိုသိရှိဖို့ဖြစ်ပါတယ်။ဒီနေရာမှာကိုကဘယ်လိုလူမျိုးတွေကိုဆွဲဆောင်ချင်တာလဲသူတို့ကဘယ်နေရာတွေမှာရှိနေတတ်တယ်လဲသူတို့စိတ်ဝင်စားလောက်အောင်ဘယ်လိုသတင်းစကားမျိုးနဲ့ချင်းကပ်ရမလဲဆိုတာတွေကိုတိတိကျကျသိထားဖို့လိုပါတယ်။ဒါနဲ့မကပဲကိုယ့်စီရောက်လာတဲ့သူတွေကဘသူတွေကတကယ်ပေါက်တဲ့အဆက်မှန်ဖြစ်လာနိုင်ခြေရှိလဲဆိုတာကိုလည်းခွဲခြားတတ်ရပါမယ်။အရေးကြီးဆုံးအချက်ကတော့ customer လောင်းတွေရောက်လာတဲ့ဖြစ်စဉ်ဟာမတော်တဆဖြစ်နေတာမျိုးမဟုတ်ပဲကြိုတင်ခံမှန်းလို့ရတဲ့ပုံသင်နည်းတစ်ခုလိုဖြစ်နေဖို့ပါဒုတိယအင်ဂျင်အယောင်အဖြစ်ပြောင်းလဲခြင်းတစုံတစ်ယောက်ကကိုယ့်လုပ်ငန်းကိုစိတ်ဝင်စားလာပြီဆိုရင်သူတို့ကိုဝယ်ယူသူ customer ဖြစ်သွားအောင်ဘာတွေကပြောင်းလဲပေးနိုင်တယ်လဲဆိုတာကဒုတိယအင်ဂျင်ရဲ့တာဝန်ဖြစ်ပါတယ်ဒီအတွက်ကိုပေးမဲ့ကမ်းလှမ်းချက် offer ကရှင်းလင်းနေဖို့လိုသလိုဘသူ့ကိုရောက်မှလဲဆိုတဲ့စံသတ်မှတ်ချက်တွေ
အမြဲတမ်းတသမတ်ထဲရှိတဲ့အယောင်းလုပ်ငန်းစဉ်တွေနောက်ဆက်တွဲလိုက်လံဆက်သွယ်မှု follow up တွေနဲ့သူတို့ရဲ့တန်တရားတွေကိုဖြည့်ရှင်းပေးနိုင်တဲ့နည်းလမ်းတွေရှိနေရပါမယ်။ဝယ်ယူဖို့ဆုံးဖြတ်ချက်ချရတာကလည်းအရန်ကိုရိုးရှင်းနေရပါမယ်။ဒီနေရာမှာအဓိကမှတ်သားထားရမှာကအယောင်းဆိုတာလူတွေကိုမဝယ်ခြင်းဖြစ်အောင်ဖိအားပေးတာမျိုးမဟုတ်ပါဘူး။ကိုယ့်စီကဝယ်ရင်သူတို့ရမယ့်တန်ဖိုးကဘာလဲဆိုတာကိုသူတို့သိအောင်ပြပြီးနောက်ထပ်ဘာလို့ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းလမ်းညွှန်ပေးတာမျိုးပဲဖြစ်ရပါမယ်။တတိယအင်ဂျင်ဖောက်သည်များထံမှရရှိမဲ့တန်ဖိုးလူတစ်ယောက်ကကိုယ့်စီကနေပစ္စည်းတစ်ခုဒါမှမဟုတ်ဝန်ဆောင်မှုတစ်ခုကိုဝယ်ယူပြီးဖောက်သည်ဖြစ်လာပြီဆိုရင်အလောက်ကပြီးသွားပြီလို့မသတ်မှတ်ပဲအဲ့ဒီဖောက်သည်နဲ့ကိုကြားကဆက်ဆံရေးကိုပိုပြီးတန်ဖိုးရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီတတိယအင်ဂျင်မှာအဓိကထားစဉ်းစားရမှာဖြစ်ပါတယ်။ဒီနေရာမှာဝန်ဆောင်မှုကိုစတင်ပေးတဲ့အဆင့်မှာတင်စိတ်ကျေနပ်မှုအပြည့်အဝရရှိအောင်လှုပ်ဆောင်ပေးတာနောက်ထပ်တစ်ခါပြန်လည်ဝယ်ယူလာအောင်ဆွဲဆောင်တာဝန်ဆောင်မှုတက်တန်းတိုးတာနဲ့အဆင့်မြင့်တင်တာမျိုးတွေပါဝင်သလိုကိုယ့်လုပ်ငန်းကိုတခြားသူတွေစီညှို့မေးဖို့နဲ့နောက်ထပ်ဝန်ဆောင်မှုအသစ်တွေကိုပါထပ်မံအသုံးပြုလာအောင်ဖန်တီးပေးခြင်းအပြင်ဖောက်တဲ့တယောက်ချင်းစီကနေရရှိမဲ့အကျိုးမြတ်ကိုမြင့်တင်နိုင်မှာပါ။စီးပွားရေးလုပ်ငန်းရှင်အများစုကပထမဆုံးအကြိမ်ရောင်းလိုက်ရတာကိုပဲပန်းနိုင်လို့ထင်မှတ်ပြီးအားစိုက်တက်ကြပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီပထမဆုံးအယောင်းဟာရေရှည်ခိုင်မြဲမဲ့ဖောက်တဲ့ဆက်ဆံရေးတစ်ခုရဲ့အစပြုခြင်းသာဖြစ်တဲ့ပါတယ်။ဖောက်တဲ့တယောက်ကကိုယ့်လုပ်ငန်းမှာဘယ်လောက်ကြာရှိနေတယ်လဲဆိုတဲ့အချက်ကလုပ်ငန်းရဲ့ရေရှည်တည်တံ့မှုကိုအဆုံးဖြတ်ပေးတာပါ။ဒီနေရာမှာပထမအင်ဂျင်ကအခွင့်အလမ်းတွေကိုဖန်တီးပေးတယ်။ဒုတိယကအဲ့ဒီအခွင့်အလမ်းတွေကိုဖောက်တဲ့အဖြစ်ပြောင်းလဲပေးတယ်။ပြီးတော့တတိယအင်ဂျင်ဖြစ်တဲ့ customer value ကမှတဲ့လုပ်ငန်းအတွက်တကယ်စီးပွားရေးကျိုးမြတ်တွေကိုဖြစ်ထွန်းစေတာဖြစ်တဲ့အတွက်ဒီအင်ဂျင်သုံးလုံးစလုံးဟာတစ်ခုနဲ့တစ်ခုဆက်ပြီးလက်ပတ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လုပ်ငန်းရဲ့အင်ဂျင်သုံးလုံးတွေကတစ်ခုခုကအားနည်းနေပြီဆိုရင်တခြားအင်ဂျင်တွေပေါ်မှာဘလောက်ပဲအားစိုက်ပြီးအလုပ်တွေအတင်းလုပ်နေပါစေလုပ်ငန်းရဲ့အခြေခံပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ဥပမာအားဖြင့်ဖောက်တဲ့တစ်တွေဘလောက်ပဲရှာနိုင်နေပါစေအဲ့ဒီလူတွေကိုဝယ်ယူသူဖြစ်အောင်မပြောင်းလဲနိုင်ရင်ဒါမှမဟုတ်ဝယ်ပြီးသားသူတွေပြန်လာအောင်မလုပ်နိုင်ရင်ကိုယ့်လုပ်ငန်းဟာအမြဲတမ်းပင်ပန်းနေရအောင်မှာဖြစ်ပါတယ်။လုပ်ငန်းကိုမချဲ့ထွင်ခင်ယူပေါက်တွေကိုအရင်ရှာပါ။တဲ့လုပ်ငန်းကိုအချိန်ဟုန်နဲ့မချဲ့ထွင်ခင်မှာအရင်ဆုံးလှုပ်ဆောင်ရမယ့်စနစ်လေးတစ်ခုရှိကြောင်းချာလီဟော်တန်ကအကြံပြုထားပါတယ်။အဲ့ဒါကတော့ပြီးခဲ့တဲ့ကိုယ့်ရဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေအကြောင်းမေးခဲ့တဲ့ဖောက်တယ်လောင်း prospect တရားကိုပြန်ကြည့်လိုက်ရင်အဲ့ဒီတဲကဘယ်နှယောက်ကဝယ်ယူသူတွေဖြစ်သွားကြတယ်လဲဆိုတာကိုစစ်ဆေးဖို့ပါ။အလားတူပဲပြီးခဲ့တဲ့ဝယ်ယူသူ customer တရားကိုပြန်စစ်ဆေးကြည့်တဲ့အခါမှာရောသူတို့တဲကဘယ်နှယောက်ကထပ်မံဝယ်ယူတာဝန်ဆောင်မှုတက်တန်းတိုးတာပိုကောင်းတဲ့ဝန်ဆောင်မှုကိုအဆင့်မြင့်တင်တာဒါမှမဟုတ်အခြားသူတွေကိုညှို့ပေးတာမျိုးတွေလုပ်ခဲ့ကြတယ်လေဆိုတာကိုတည်တည်ချာချာတွက်ချက်ကြည့်ဖို့လိုအပ်ပါတယ်။ဒီလိုစစ်ဆေးပြီးတဲ့အခါမှာတော့လုပ်ငန်းရဲ့ဘယ်နေရာမှာအကြီးမားဆုံးယူပေါက်ရှိနေတယ်လဲဆိုတာကိုရှာဖွေရပါမယ်။လုပ်ငန်းကဖောက်တယ်လောင်းတဲ့အများကြီးရှာနိုင်ပေမဲ့တကယ်အယောင်ဖြစ်အောင်မပြောင်းလဲနိုင်တာမျိုးဖြစ်နေနိုင်တယ်လို့အယောင်ကတော့အားကောင်းနေပေမဲ့ဝယ်ယူသူတွေကတစ်ခါဝယ်ပြီးရင်ပျောက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်ရင်လည်းလက်ရှိဖောက်တယ်တွေကကိုယ်ဝန်ဆောင်မှုကိုအရန်ကြိုက်နေကြပေမဲ့ကိုယ်လုပ်ငန်းအကြောင်းကိုပြင်ပကလူတွေတိတ်မသိကြတာမျိုးလည်းရှိနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးမှာပြဿနာအလုံးကိုတပြိုင်နက်တည်းလိုက်နိုင်ဖြေရှင်းနေမယ့်အစားလုပ်ငန်းကိုရှေ့မတိုးနိုင်အောင်တကယ်တမ်းပိတ်ဆို့နေတဲ့အဓိကအဟန့်အတားကိုအရင်ရှာပြီးအပေါက်ဆုံးနေရာကိုဦးစားပေးဖာထေးရပါမယ်။ဒီလိုမျိုးစနစ်တကျပြန်လည်စစ်ဆေးတာကပိုပြီးထိရောက်တဲ့ကြီးထွားမှုမဟာဗျူဟာဖြစ်ပါတယ်။တခါတလေမှာတော့လူတွေအများကြီးထပ်ရောက်လာဖို့မလိုပဲရောက်လာတဲ့လူတွေရှိပြီးသား customer တွေကိုဘလို့ကင်တွယ်မလဲဆိုတဲ့လုပ်ငန်းစဉ်ကိုပိုကောင်းအောင်လုပ်ဖို့ပဲလိုတာမျိုးဖြစ်တတ်ပါတယ်။ကိုယ်တိုင်အလုပ်သမားဖြစ်နေတာကိုရပ်တန့်လိုက်ပါ။မာယာဟာသူတပတ်တာအတွင်းလှုပ်ဆောင်ခဲ့သမျှအလုပ်တွေကိုစည်ရင်းပြုစုကြည့်တဲ့အခါမှာသူ့ရဲ့အလုပ်တွေကိုအမျိုးအစားသုံးခုတည်းကတစ်ခုခုတည်းကိုအောက်ပါအတိုင်းခွဲခြားနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ပထမမျိုးစားဖြစ်တဲ့ category A ကတော့ငါကိုယ်တိုင်မှသာလုပ်လို့ရမယ့်အလုပ်တွေပဲဖြစ်ပါတယ်။ဒီထဲမှာမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ချမှတ်ခြင်းအဓိကကျတဲ့ပုံကိုယ်တွေနဲ့ဆက်ဆံရေးတည်ဆောက်ခြင်းဈေးကွက်နေရာယူမှုအရေးကြီးတဲ့ညှိနှိုင်းမှုတွေနဲ့အဓိကငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေပါဝင်ပါတယ်။ဒုတိယမျိုးစား category B ကတော့နောက်ပိုင်းမှာအခြားတစ်ယောက်ကိုလွှဲပေးလို့ရနိုင်တဲ့အလုပ်တွေဖြစ်တဲ့ပုံမှန်ဖောက်တဲ့ဝန်ဆောင်မှုပေးခြင်းအစီရင်ခံစာတွေကိုပြုစုခြင်းအချိန်ဇယားဆွဲခြင်းနဲ့ပုံမှန်လုပ်ငန်းလည်ပတ်မှုတွေပါဝင်ပါတယ်။နောက်ဆုံး category C ကတော့ကြိုတင်သတ်မှတ်ထားတဲ့လုပ်ငန်းစဉ်တွေတွင်အဆင်ပြေတဲ့အလုပ်တွေဖြစ်ပြီးသတိပေးချက်ပို့ခြင်းဒေတာများထည့်သွင်းခြင်းချိန်းဆိုမှုများအတည်ပြုခြင်းနဲ့ပုံမှန်နောက်ဆက်တွဲဆက်သွယ်မှု follow ups တွေပါဝင်ပါတယ်။ဒီလိုခွဲခြားကြည့်လိုက်တဲ့အခါမှာမာယာတယောက်သူ့ရဲ့အချိန်အများစုကို
အမျိုးအစား B နဲ့ C တဲကအလုပ်တွေထဲမှာပဲကုံဆုံးနေတာကိုသိလိုက်ရပါတယ်။ဒါကြောင့်သူ့ရဲ့ရည်မှန်းချက်က C မျိုးအစားအလုပ်တွေကိုနည်းပညာသုံးပြီးအလိုလျောက်ပြုလုပ်သွားဖို့ B မျိုးအစားအလုပ်တွေကိုတော့စနစ်တကျပြုလုပ်ပြီးအခြားသူတွေကိုလွှဲပေးဖို့နဲ့ A မျိုးအစားအလုပ်တွေကိုပဲသူကိုယ်တိုင်အာရုံစိုက်လုပ်ကင်သွားဖို့ဖြစ်လာပါတယ်။ချာလီဟတ်တန်ရဲ့ဒီနီလန်းဟာပိုင်ရှင်တယောက်အနေနဲ့လုပ်ငန်းထဲမှာမပါမဖြစ်အမြဲတမ်းပိတ်မိနေတာမျိုးမဟုတ်ပဲကိုယ့်ရဲ့အာရုံစိုက်မှုကိုတကယ်တမ်းလိုအပ်တဲ့အရေးကြီးတဲ့အလုပ်အတွက်ပဲတည်တံ့ချန်ထားနိုင်ဖို့ဖြစ်ပါတယ်။ဒါလုပ်ငန်းတွေကနေကိုလုံးဝဖယ်ထုတ်လိုက်တာမဟုတ်ပဲပိုင်ရှင်မရှိရင်လည်းလုပ်ငန်းကပုံမှန်အတိုင်းလဲပတ်နိုင်အောင်စနစ်တကျပြန်လည်ပုံဖော်လိုက်ခြင်းပဲဖြစ်ပါတယ်။ပိုင်ရှင်၏လုံနိုင်စွမ်းကိုစမ်းသပ်စစ်ဆေးခြင်းတင်ကိုယ်တိုင်တာဝန်ယူလှုပ်ဆောင်နေရတဲ့အလုပ်တစ်ခုချင်းစီအတွက်အခုဖော်ပြပေးမဲ့စစ်ဆေးမှုကိုပြုလုပ်ကြည့်သင့်ပါတယ်။ပထမဦးဆုံးမေးရမယ့်မေးခွန်းကတော့ဒီအလုပ်ဟာငါရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုတကယ်ပဲလိုအပ်တာလားဆိုတာပါပဲ။တကယ်လို့လိုအပ်တယ်ဆိုရင်တော့အဲ့ဒီအလုပ်ကိုလောလောဆယ်ကိုယ်တိုင်ပဲဆက်ပြီးလုပ်ကင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့တကယ်လို့အဲ့ဒီအလုပ်ဟာတည်တည်ချာချာသတ်မှတ်ပေးထားတဲ့လုပ်ငန်းစဉ်တစ်ခုအတိုင်းသာသွားမယ်ဆိုရင်တခြားရည်ချင်းရှိတဲ့သူတစ်ယောက်ကရောငါလိုပဲတူညီတဲ့ရလဒ်မျိုးထွက်အောင်လုပ်နိုင်မလားဆိုတာကိုဆက်ပြီးစဉ်းစားရပါမယ်။အဖြေကလုပ်နိုင်နေဆိုရင်တော့အဲ့ဒီအလုပ်ကိုစနစ်တကျမှတ်တမ်းတင်ပြီးတခြားသူကိုလွှဲပေးဖို့ပြင်ဆင်ရမှာပါ။နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီအလုပ်ဟာကြိုတင်ခံမှန်းလို့ရတဲ့ပုံသေးသတ်မှတ်ချက်တွေအတိုင်းပဲထက်ကတလဲလဲဖြစ်နေတာလားဆိုတာပဲဖြစ်ပါတယ်။တကယ်လို့အလုပ်တစ်ခုဟာပုံသေးနီးလန်းတွေအတိုင်းပဲသွားနေတယ်ဆိုရင်ဒါကိုလူကိုယ်တိုင်လုပ်မနေတော့ပဲနည်းပညာသုံးပြီးအလိုလျောက် automation ဖြစ်အောင်လုပ်ဖို့နည်းလမ်းရှာသင့်ပါတယ်။နောက်ဆုံးအနေနဲ့ဒီအလုပ်ကလုပ်ငန်းစဉ်တွေမလိုအပ်ပဲရှုပ်ထွေးနေလို့ပိုပြီးပင်ပန်းနေရလားဆိုတာကိုပါစစ်ဆေးရပါမယ်။အဲ့ဒီလိုမျိုးမလိုအပ်ပဲရှုပ်ထွေးနေတာမျိုးဆိုရင်တော့ဘာမှဆက်မလုပ်ခင်အရင်ဆုံးရိုးရှင်းသွားအောင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒီစစ်ဆေးမှုကနေရရှိလာတဲ့ဆုံးဖြတ်ချက်ချမှတ်ပုံအဆင့်ဆင့်ကတော့အရင်ဆုံးရိုးရှင်းအောင်လုပ်မယ်။ပြီးရင်စံနှုန်းတစ်ခုသတ်မှတ်မယ်။စနစ်တကျဖြစ်အောင်လုပ်မယ်။နည်းပညာနဲ့လိုလျောက်ဖြစ်အောင်လုပ်မယ်။အဲ့ဒီနောက်မှာလူကိုယ်တိုင်လုပ်ဖို့လိုအပ်နေသေးတဲ့အလုပ်တွေကိုတခြားသူစီလွှဲပေးတာပဲဖြစ်ပါတယ်။ဒါပေမဲ့မကောင်းတဲ့ဒါမှမဟုတ်မှားယွင်းနေတဲ့လုပ်ငန်းစဉ်တစ်ခုကိုအလိုလျောက်ဖြစ်အောင်လုပ်လိုက်တာဟာအဲ့ဒီမှားကိုပဲပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်သွားအောင်လုပ်လိုက်တယ်လို့ဖြစ်သွားနိုင်တဲ့အတွက်အရင်ဆုံးစစ်ဆေးပြီးမှအစီအစဉ်တိုင်းအဆင့်ဆင့်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။စနစ်များနဲ့စံနှုန်းများလုပ်ငန်းရဲ့ငွေကြေးစီးဆင်းမှုအင်ဂျင်ကတည်ငြိမ်ပြီးခံမှန်းလို့ရတဲ့အနေအထားကိုရောက်လာပြီဆိုရင်တော့နောက်ထပ်ရင်ဆိုင်ရမယ့်စိန်ခေါ်မှုအသစ်တစ်ခုပေါ်လာတတ်ပါတယ်။အဲ့ဒါကတော့လုပ်ငန်းရဲ့ရည်သွေးကိုတသမတ်ထဲဖြစ်အောင်ထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။အယောင်းတွေပိုများလာတဲ့ဆိုတာဝန်ဆောင်မှုပေးရမယ့်အလုပ်တွေပိုများလာတာကိုဆိုလိုတာဖြစ်ပြီးအလုပ်တွေပိုများလာတဲ့အခါမှာတော့လုပ်ငန်းခွင်အတွင်းမညီမညွတ်ဖြစ်မှုတွေဟာလည်းအခွင့်ကောင်းယူပြီးရောပါလာတတ်ပါတယ်။ဥပမာအားဖြင့်ဝန်ထမ်းတစ်ယောက်ကအလုပ်တစ်ခုကိုသူ့နည်းသူ့ဟန်နဲ့လုပ်နေချိန်မှာနောက်ထပ်ဝန်ထမ်းတစ်ယောက်ကတော့လုံးဝမတူညီတဲ့အခြားနည်းလမ်းတစ်ခုနဲ့လုပ်ကိုင်နေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။အဲ့ဒီအခါမှာဖောက်သည်တစ်ယောက်ကတော့ကိုယ့်စီကနေအကြောင်းပြန်တာကိုအမြန်ဆုံးရရှိပေမဲ့နောက်ထပ်ဖောက်သည်တစ်ယောက်ကတော့2 ရက်လောက်အထိစောင့်ဆိုင်းနေရတာမျိုးဒါမှမဟုတ်အော်ဒါတစ်ခုကိုတော့တေးချာချာဆက်ဆေးပေးပြီးနောက်ထပ်အော်ဒါတစ်ခုမှာတော့အမှားယွင်းတွေပါသွားတာမျိုးတွေကြုံလာရတတ်ပါတယ်။ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဒုတိယအဆင့်ဖြစ်တဲ့တိုးချဲ့ခြင်းပုံစံကအလွန်အရေးကြီးလာပါတယ်။ဒီအဆင့်ရဲ့အဓိကရည်မှန်းချက်ကတော့ကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေကိုအမြဲတမ်းထက်ကတလဲလဲဖန်တီးနိုင်ဖို့အတွက်လုပ်ငန်းစဉ်တွေနဲ့စံနှုန်းတွေကိုတည်ဆောက်ဖို့ပါပဲ။ဒီနေရာမှာလုပ်ငန်းစဉ် process ဆိုတာကဘာတွေလှုပ်ဆောင်ရမလဲဆိုတဲ့အဆင့်ဆင့်ကိုဖြည့်ချပေးတာဖြစ်ပြီးစံနှုန်း standard ကတော့ကောင်းမွန်တဲ့ရလဒ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုသတ်မှတ်ပေးတာဖြစ်ပါတယ်။လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင်ဒီအချက်2ခုလုံးရှိနေဖို့လိုအပ်ပါတယ်။လုပ်ငန်းလမ်းညွှန်စာအုပ်တည်ဆောက်ခြင်းမာယာရဲ့လုပ်ငန်းကိုဥပမာအနေနဲ့ပြန်ကြည့်ရအောင်။သူ့ရဲ့လုပ်ငန်းစဉ်တွေကဖောက်သည်တစ်ကိုလက်ခံကြိုဆိုခြင်းဆိုတဲ့အပိုင်းကိုအဓိကထားပြီးစနစ်တကျပြန်လည်ပြင်ဆင်လိုက်ပါတယ်။တကယ်လက်တွေ့လှုပ်ဆောင်ရမယ့်အဆင့်ဆင့် workflow တွေကိုတည်တည်ချာချာမှတ်တမ်းတင်လိုက်တာပါ။ဒီလုပ်ငန်းစဉ်ဟာဖောက်သည်ကစာချုပ်လက်မှတ်ထိုးပြီးငွေပေးချေလိုက်တာနဲ့စတင်မှာဖြစ်ပြီးအဲ့ဒီနောက်မှာငွေရရှိကြောင်းကိုအတည်ပြုချက်ပို့တာကြိုဆိုတဲ့ message ပို့တာနဲ့ဖောက်သည်စီကလိုအပ်တဲ့အချက်လက်တွေကိုတောင်းခံတာတွေစက်တိုက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ရရှိလာတဲ့အချက်လက်တွေကိုပြန်လည်စစ်ဆေးပြီးတဲ့အခါမှာတော့သက်ဆိုင်ရာဝန်ထမ်းစီကိုအလုပ်လွှဲပြောင်းပေးတာပထမဆုံးပေးရမယ့်အလုပ်အတွက်အချိန်စရာဆွဲတာလုပ်ငန်းတိုးတက်မှုကိုဖောက်သည်စီအကြောင်းကြားတာနဲ့နောက်ဆုံးမှာအလုပ်ပြီးမြောက်ကြောင်းအတည်ပြုတာတွေအထိအဆင့်ဆင့်သတ်မှတ်ထားပါတယ်။အခုဆိုရင်တော့လုပ်ငန်းစဉ်အတိုင်းအလိုလိုလဲပတ်နိုင်သွားပါပြီ။ဒါပေမဲ့မာယာကဒီထက်ပိုပြီးအရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့
လုပ်ငန်းရဲ့စံနှုန်းတွေကိုပါထပ်မံသတ်မှတ်ပေးလိုက်ပါသေးတယ်။ဥပမာအနေနဲ့ကြိုဆိုတဲ့ message ကိုရုံးဖွင့်ရက်တစ်ရက်အတွင်းအရောက်ပို့ရမယ်။ဖောက်သည်တိုင်းလိုအပ်တဲ့ချက်လက်တွေကိုပြည့်ပြည့်စုံစုံရရှိရမယ်။ပထမဆုံးအလုပ်ပေးရမယ့်အချိန်ကိုတိတိကျကျသတ်မှတ်ထားရမယ်နဲ့အလုပ်လွှဲပြောင်းမှုတိုင်းမှာတာဝန်ခံမဲ့သူအသေးချာရှိရမယ်ဆိုတာမျိုးတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးလှုပ်ဆောင်လိုက်တဲ့အခါမှာတော့ဝန်ထမ်းတွေကဘာလုပ်ရမလဲဆိုတာကိုသိရုံနဲ့မကပဲဘလောက်ထိကောင်းအောင်လုပ်ရမလဲဆိုတဲ့စံနှုန်းကိုပါနားလည်သွားကြပါတယ်။ဒါကမှတကယ်စနစ်တကျလှုပ်ဆောင်ခြင်း real systemization လို့သတ်မှတ်လို့ရမှာဖြစ်ပါတယ်။စနစ်တကျလှုပ်ဆောင်ခြင်းဆိုင်ရာစီမင်းတက်လုပ်ငန်းမှာအခုချက်ချင်းလက်တွေ့အသုံးချလို့ရတဲ့ရိုးရှင်းတဲ့စီမင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့လုပ်တစ်ခုကထက်ကတလဲလဲဖြစ်ပေါ်နေပြီဆိုရင်အဲ့ဒီလုပ်ကိုမှတ်တမ်းတစ်ခုအဖြစ်တည်တည်ချာချာရှိနေအောင်လုပ်ထားဖို့ပါပဲ။တကယ်တော့အလုပ်တစ်ခုဟာအမြဲတမ်းဖြစ်နေကြအတိုင်းဖြစ်နေပြီးစုံဖြတ်ချက်ချပုံကလည်းအတူတူပဲဆိုရင်အဲ့ဒါကိုစစ်ဆေးရမယ်ဆိုရင် checklist တစ်ခုအဖြစ်ပြောင်းလဲလိုက်ပါအလားတူပဲပုံမှန်အတိုင်းထက်ကတလဲလဲပြောဆိုဆက်သွယ်နေရတဲ့ကိစ္စမျိုးတွေဆိုရင်လည်းပုံစံကွက် template တစ်ခုတိစောက်ထားသင့်ပါတယ်အလုပ်တစ်ခုကိုလုပ်တိုင်းရလဒ်တွေကမညီမညာထွက်ပေါ်နေတတ်တယ်ဆိုရင်တော့ခိုင်မာတဲ့စံနှုန်း standard တစ်ခုကိုသတ်မှတ်ပေးရမှာဖြစ်တယ်လို့အလုပ်တစ်ခုဟာကြိုတင်ခံမှန်းလို့ရတဲ့ပုံသင်နည်းအတိုင်းသွားနေတယ်ဆိုရင်တော့အဲ့ဒါကိုနည်းပညာသုံးပြီးအလိုလျောက် automation ဖြစ်အောင်လုပ်ဖို့နည်းလမ်းရှာရမှာဖြစ်ပါတယ်ဒီလိုမျိုးလှုပ်ဆောင်ခြင်းအပြင်လူတစ်ယောက်တည်းရဲ့ခေါင်းထဲမှာပဲရှိနေတဲ့အသိပညာတွေဟာလုပ်ငန်းရဲ့ခိုင်မာတဲ့အခြေခံအဆောက်အုံ infrastructure အဖြစ်ပြောင်းလဲသွားပါလိမ့်မယ်အခြေခံအဆောက်အုံခိုင်မာလာတာနဲ့အမျှလုပ်ငန်းရဲ့ရည်သွေးဟာလည်းတသမတ်သေးဖြစ်လာမှာပါဝန်ထမ်းတွေအနေနဲ့ဘာလို့ရမလဲဆိုတာကိုတည်တည်ချာချာသိထားတဲ့အခါမှာတော့ခံမှန်းပြီးလုပ်နေရတာတွေရပ်တန့်သွားမှာဖြစ်တယ်လို့အဲ့ဒီလိုခံမှန်းလုပ်ကင်နေတာတွေမရှိတော့တဲ့အတွက်အမှားရင်းတွေလည်းတိတိတသာလျော့နေသွားမှာဖြစ်ပါတယ်အမှားတွေနေသွားတဲ့အခါမှာတော့ဖောက်တယ်တွေဟာလည်းတက်လုပ်ငန်းစီကနေအမြဲတမ်းစိတ်ချရတဲ့ဝန်ဆောင်မှုမျိုးကိုရရှိလာကြမှာပါစနစ်တွေဆိုတာမလိုအပ်ပဲလှုပ်ထုံးလုပ်နည်းတွေများနေအောင်လုပ်တာမျိုးမဟုတ်ပဲကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေကိုအမြဲတမ်းထက်ကတလဲလဲဖန်တီးပေးနိုင်အောင်လှုပ်ဆောင်ပေးခြင်းသာဖြစ်ပါတယ် Western Touch ၏လုပ်ငန်းစနစ်12မျိုးကိုစစ်ဆေးခြင်းဒီဘိုင်းမှာဖော်ပြထားတဲ့ framework ကတော့စာရေးဆရာ Charlie Hutton ရဲ့စနစ်ရဲ့စံနှုန်းတွေပေါ်မှာလေးထားတဲ့အမြင်တွေကိုအခြေခံပြီး Western Touch ကနေလက်တွေ့အသုံးချနိုင်အောင်ပြန်လည်ဖော်ပြပေးထားတာဖြစ်ပါတယ်။ဒါစာရေးဆရာရဲ့စာအုပ်ထဲမှာတိတိကျကျပါဝင်တဲ့နာမည်တွေမဟုတ်ပေမဲ့သူ့ရဲ့အတွေးခေါ်တွေကိုအခြေခံထားတာပါ။တက်လုပ်ငန်းရဲ့အဓိကလေပတ်နေတဲ့နေပယ်12ခုကိုအောက်ပါအတိုင်းစနစ်တကျစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။အဲ့ဒီနေပယ်တွေကတော့ဖောက်တယ်လောင်းများရှာဖွေခြင်းအယောင်ဖောက်တဲ့တစ်များကိုလက်ခံကြိုဆိုခြင်းဝန်ဆောင်မှုပေးရခြင်းအရေးအသွေးစစ်ဆေးခြင်းဖောက်တဲ့များနဲ့ဆက်သွယ်ပြောဆိုခြင်းငွေတောင်းခံခြင်းနဲ့ငွေကောက်ခံခြင်းမကျေနပ်ချက်များနဲ့ပြဿနာများကိုဖြေရှင်းခြင်းဝန်ထမ်းခန့်အပ်ခြင်းလေ့ကျင့်သင်ကြားပေးခြင်းအစီရင်ခံခြင်းနဲ့တိုင်းတာခြင်းနဲ့နောက်ဆက်တွဲဆက်သွယ်ခြင်းနဲ့ဖောက်တဲ့ကိုထိမ့်သိမ်းခြင်းတို့ပဲဖြစ်ပါတယ်ဒီနယ်ပယ်တစ်ခုချင်းစီအတွက်တင်ကိုယ်တိုင်ပြန်လည်စစ်ဆေးရမယ့်မိကွန်း၄ခုရှိပါတယ်အဲ့ဒါတွေကတော့သတ်မှတ်ထားတဲ့လုပ်ငန်းစဉ်ရှိရလားအဲ့ဒီလုပ်ငန်းစဉ်ကိုမှတ်တမ်းတင်ထားပြီလားရှင်းလင်းတဲ့စံနှုန်းသတ်မှတ်ထားသလားနဲ့ဒီထဲကဘယ်အပိုင်းကိုမဆိုအလိုလျောက်ဖြစ်အောင်လုပ်လို့ရမလားဆိုတာတွေပါပဲတကယ်လို့ဒီမိကွန်းရဲ့အဖြေကမရှိဘူးဖြစ်နေရင်တော့အဲ့ဒီနေရာဟာတင့်လုပ်ငန်းမှာပန်ရှင်ဖြစ်သူအပေါ်မှာပဲလုံလုံရရမှီခိုနေရတဲ့အဓိကအစိပ်ပိုင်းဖြစ်နေဖို့များပါတယ်ဒါပေမဲ့ဒီအချက်12ချက်လုံးကိုတပြိုင်တည်းလိုက်လံပြုပြင်ဖို့တော့မကြိုးစားပါနဲ့လက်ရှိမှာတဲ့အတွက်စိတ်ဖိစီးမှုအပေးဆုံးအကုန်အကျအများဆုံးဒါမှမဟုတ်အန္တရာယ်ရှိဆုံးဖြစ်နေတဲ့အချက်တစ်ခုကိုပဲအရင်ဆုံးရွေးချယ်ပါအဲ့ဒီအချက်ကိုစနစ်တကျဖြစ်အောင်အရင်ဆုံးဖြည့်ရှင်းပြီးမှသာနောက်ထပ်တစ်ခုကိုဆက်လက်လှုပ်ဆောင်ဖို့ချာလီဟာတန်ရဲ့အမြင်ကိုအခြေခံပြီးအကြံပြုလိုပါတယ်အဲ့ဒီလိုတဆင့်ချင်းစီလှုပ်ဆောင်ခြင်းကသာတင့်ကိုပို့ပြီးခိုင်မာတဲ့လုပ်ငန်းစနစ်တစ်ခုစီကိုပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်ညွှန်ကြားချက်တွေထက်စံနှုန်းတွေကဘာကြောင့်ပိုအရေးကြီးတာလဲလုပ်ငန်းခွင်မှာအလုပ်လုပ်ပုံအဆင့်ဆင့်ကိုစာရွက်ပေါ်မှာမှတ်တမ်းတင်ထားရုံနဲ့မလုံလောက်သေးပါဘူးဥပမာအားဖြင့်စားသောက်ဆိုင်တစ်ဆိုင်ရဲ့ဟင်းချက်နီးလမ်းညွှန်ထဲမှာအမဲသားစတစ်ကိုချက်ပါလို့ရေးထားတယ်ဆိုပါစို့အဲ့ဒါဟာညွှန်ကြားချက်သက်သက် instruction ပဲဖြစ်ပါတယ်တကယ်တမ်းအောင်မြင်တဲ့ရလဒ်ဆိုတာကဘယ်လိုမျိုးလဲအပူချိန်ဘယ်လောက်နဲ့ချက်ရမလဲအသားကဘယ်လောက်ထိကြက်ရမလဲမကန်ထဲမှာဘယ်လိုလှလှပပပြင်ဆင်ခင်းချင်းရမလဲဆိုတဲ့အသေးစိတ်အချက်လက်တွေမပါဝင်ပါဘူးဒါနဲ့မကပဲတကယ်လို့အဲ့ဒီ state ကစားသုံးသူအတွက်အဆင်မပြေဖြစ်ခဲ့ရင်ကောဘာဆက်လုပ်ရမလဲဆိုတာမျိုးလဲညွှန်ကြားချက်သက်သက်နဲ့တော့မသိနိုင်ပါဘူးခိုင်မာတဲ့လုပ်ငန်းလည်ပတ်မှုစနစ်တစ်ခုဆိုတာဒါကိုလုပ်ပါလို့ပဲခိုင်းတာမျိုးမဟုတ်ပဲဒါကိုလုပ်ပါ
ပြီးရင်ကောင်းမွန်တဲ့ရလဒ်ဆိုတာဒါမျိုးဖြစ်ရမယ်လို့ပါရှင်းရှင်းလင်းလင်းသတ်မှတ်ပေးထားတာမျိုးဖြစ်ရပါမယ်။ဒီလိုမျိုးစံနှုန်းတွေ standard ရှိနေခြင်းဟာလုပ်ငန်းရှင်အတွက်အင်အားတစ်ခု leverage ကိုဖြစ်စေပါတယ်။ဘာလို့လဲဆိုတော့အလုပ်တစ်ခုချင်းစီကိုကိုယ်တိုင်အနားမှာကပ်ပြီးလိုက်ကြည့်နေစရာမလိုတော့ပဲထွက်လာတဲ့ရလဒ်ကကိုသတ်မှတ်ထားတဲ့စံနှုန်းနဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုပဲအပေါ်စီးကနေစစ်ဆေးရုံနဲ့တင်အဆင်ပြေသွားလို့ပါ။ဒါဟာမာယာလိုအပ်နေတဲ့အရာမျိုးပါပဲ။ဝန်ထမ်းတွေကအစီရင်ခံစာတစ်ခုခုတင်လာတိုင်းဒါလေးကောင်းရဲ့လားလို့လာမင်းနေတာကိုမာယာကအမြဲတမ်းလိုက်ဖြည့်ပေးနေမယ့်အစားအဲ့ဒီအစီရင်ခံစာကဘလို့ပုံစံမျိုးဖြစ်ရမယ်ဘယ်အချက်လက်တွေပါရမယ်ဆိုတဲ့စံနှုန်းကိုသာတည်တည်ချာချာသတ်မှတ်ပေးထားမယ်ဆိုရင်ဝန်ထမ်းတွေကအဲ့ဒီမေးခွန်းကိုသူတို့ဘာသာသူတို့ပြန်ဖြေနိုင်သွားပါလိမ့်မယ်ဒီနည်းလမ်းအဖြစ်ပိုင်ရှင်မရှိလဲအလုပ်တွေကစံနှုန်းမီမီနဲ့ပြီးမြောက်နေမှာဖြစ်ပါတယ်ဆက်ရန်နေရများခေတ်ကြိုတင်ခံမှန်းနိုင်တဲ့အရာတွေကိုအလိုလျောက်ဖြစ်အောင်လှုံ့ဆော်ခြင်းအခုဆိုရင်တော့ဆက်ရန်နေရများခေတ် The Age of Machines ကိုရောက်ရှိလာပါပြီအလိုလျောက်စနစ် automation ဆိုတာဟာလူတွေရဲ့မှတ်သားနိုင်စွမ်းအပေါ်မှီခိုနေရတာတွေနဲ့ထက်ကတလဲလဲလှုပ်ဆောင်နေရတဲ့အလုပ်တွေကိုဖယ်ရှားပေးနိုင်တာကြောင့်လုပ်ငန်းတစ်ခုအတွက်အရန်ကိုစွမ်းအားကြီးမားတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့သတိထားရမှာကအလိုလျောက်စနစ်ကိုမပြောင်းလဲခင်မှာအဲ့ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုတည်တည်ချာချာအရင်ဆုံးနားလည်ထားဖို့လိုအပ်ပါတယ်။ဥပမာအားဖြင့်မာယာရဲ့ agency မှာဖောက်သည်တယောက်ကိုလက်ခံကြိုဆိုတဲ့လုပ်ငန်းစဉ် workflow ရှိတယ်ဆိုပါစို့။ဖောက်သည်ကစာချုပ်မှာလက်မှတ်ထိုးလိုက်တာနဲ့အဲ့ဒီဖြစ်ရတစ်ခုတည်းကနေငွေပေးချေမှုအတည်ပြုချက်ပို့တာကြိုဆိုတဲ့ email ပို့တာအချက်လက်တောင်းခံတဲ့ form ပေးပို့တာလုပ်ငန်းခွင်အတွင်းလှုပ်ဆောင်ရမယ့်အလုပ်ဆင်းတွေဖန်တီးတာအပြင်အချိန်စရာဆွဲတာသတိပေးချက်တွေနဲ့အချိန်နဲ့သတင်းပေးပို့တာတွေအထိအကုန်လုံးကိုအလိုလျောက်ဖြစ်သွားအောင်စနစ်တကျပြုလုပ်ထားနိုင်ပါတယ်။ဒီလိုမျိုးလှုပ်ဆောင်လိုက်တဲ့အခါမှာတော့ဝန်ထမ်းတွေအနေနဲ့အဆင့်တိုင်းကိုလိုက်မှတ်နေစရာမလိုတော့ပဲကြိုတင်သတ်မှတ်ထားတဲ့အတိုင်းလုပ်ငန်းစဉ်ကသူ့ဘာသာသူလဲပတ်သွားမှာဖြစ်ပါတယ်။ဒါဟာအင်အားစိုက်ထုတ်မှုနည်းနည်းနဲ့ရလဒ်ကောင်းအောင်လှုပ်ဆောင်နိုင်တဲ့အင်အား leverage တစ်ခုကိုရရှိလိုက်တာပါပဲ။အလိုလျောက်စနစ်ပြောင်းလဲဖို့အသင့်တော်ဆုံးအလုပ်တွေကတော့ထက်ကတလဲလဲလုပ်နေရတဲ့အလုပ်တွေပုံသေးသတ်မှတ်ချက်ရှိတဲ့အလုပ်တွေအချိန်နဲ့တပြေးညီလုပ်ဖို့လိုအပ်တဲ့အလုပ်တွေနဲ့အလုပ်ပမာဏအများများတဲ့အလုပ်တွေပဲဖြစ်ပါတယ်။ဒါရင်မကပဲလူကိုယ်တိုင်လုပ်ရင်မေ့သွားတတ်တာမျိုးဒါမှမဟုတ်လူအမှားဖြစ်နိုင်ခြေရှိတဲ့အလုပ်တွေကိုလည်းအလိုလျောက်စနစ်နဲ့အစားထိုးဖို့ချာလီဟာတန်ကတိုက်တွန်းထားပါတယ်။ရှုပ်ထွေးနေတဲ့ကိစ္စတွေကိုအလိုလျောက်ဖြစ်အောင်မလုပ်ပါနဲ့။ဒီချက်ကတော့စီးပွားရေးလုပ်ငန်းရှင်တွေအမှားယွင်းအများဆုံးနဲ့အကုန်အကျအများဆုံးဖြစ်စေတဲ့အချက်တစ်ခုဖြစ်လို့အထူးသတိထားသင့်ပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့လုပ်ငန်းစဉ် process တစ်ခုခုကပျက်စီးနေတယ်ဒါမှမဟုတ်အဆင်မပြေဖြစ်နေတယ်ဆိုရင်အဲ့ဒီအလုပ်ကိုအလိုလျောက်စနစ် automation ပြောင်းဖို့လောလောဆယ်မစင်စားပါနဲ့အောင်။ဥပမာအားဖြင့်ဖောက်တဲ့တစ်ကိုလက်ခံကြိုဆိုတဲ့နေရာမှာအစကတည်းကရှုပ်ထွေးနေတယ်ဆိုရင်အဲ့ဒီအလုပ်ကိုနည်းပညာသုံးပြီးအလိုလျောက်လုပ်လိုက်ရုံနဲ့အဆင်ပြေသွားမှာမဟုတ်ပါဘူး။အယောင်ပိုင်းကမထိရောက်ရင်လည်း automation လုပ်လိုက်ရုံနဲ့ဝယ်သူတွေအလိုလိုရောက်လာမှာမဟုတ်သလိုမလိုအပ်တဲ့အလုပ်အဆင့်ဆင့်တွေများနေတာကို software သုံးပြီးဖြည့်ရှင်းဖို့ကြိုးစားတာကလည်းတကယ်ပြဿနာအရင်းခံကိုဖြည့်ရှင်းတာမဟုတ်ပါဘူး။ဒါကြောင့်မလို့ Charlie Horton အကြံပြုတဲ့အစီအစဉ်တိုင်းတဆင့်ချင်းစီသွားဖို့လိုအပ်ပါတယ်။အရင်ဆုံးအလုပ်တွေကိုရိုးရှင်းအောင်အရင်လုပ်ပြီးရင်စံနှုန်းတွေသတ်မှတ်အဲ့ဒီနောက်မှစနစ်တကျဖြစ်အောင်လုပ်ပြီးတော့မှနည်းပညာသုံးပြီးအလိုလျောက်ဖြစ်အောင်ပြောင်းလဲရမှာပါ။ဒီအဆင့်တွေပြီးသွားလို့လူကိုယ်တိုင်လုပ်ဖို့လိုအပ်နေသေးတဲ့အလုပ်တွေကြံနေသေးရင်တော့အဲ့ဒါတွေကိုတခြားသူစီလွှဲပေးရပါမယ်။နည်းပညာရဲ့အခန်းကဏ္ဍဆိုတာကောင်းမွန်တဲ့လုပ်ငန်းစဉ်တစ်ခုမှာရှိနေတဲ့အဟန့်အတားတွေကိုဖယ်ရှားပေးဖို့ပဲဖြစ်တင်ပြီးမကောင်းတဲ့လုပ်ငန်းစဉ်တစ်ခုကိုနည်းပညာနောက်မှာဖုံးကွယ်ထားဖို့မဟုတ်ဘူးဆိုတာကိုသတိပြုရပါမယ်။အလိုလျောက်စနစ်အကြောင်းကိုမေးမြန်းခြင်းအလိုလျောက်စနစ် automation ကိုအသုံးပြုဖို့အတွက်အပတ်စဉ်တောက်ကြနေတိုင်းမှာဒီအပတ်ထဲမှာငါဘယ်အလုပ်တွေကိုထပ်ခါတလဲလဲလုပ်ခဲ့ရသလဲဘယ်အရာတွေကိုတော့လူကိုယ်တိုင်ပင်ပန်းခံလိုက်မှတ်နေခဲ့ရသလဲဒါမှမဟုတ်ဘယ်အချက်တွေမေ့သွားခဲ့ကြသလဲဆိုတာကိုကိုပြန်လည်မေးမြန်းကြည့်ဖို့လိုအပ်ပါတယ်။ဒါရင်မကပဲလူကိုယ်တိုင်လိုက်လံဆက်သွယ်နေရတာတွေအချက်လက်တွေကိုတနေရာကနေတနေရာစီ copy ကူးပြီးထည့်နေရတာတွေနဲ့သတင်းအချက်လက်တစ်ခုတည်းကိုပဲနှစ်ခါပြန်စစ်နေရတာတွေတွေ့ခဲ့ရင်လေဒါဟာလိုလျောက်စနစ်ပြောင်းလဲဖို့လိုအပ်နေပြီဆိုတဲ့အချက်ပြလက္ခဏာတွေပဲဖြစ်ပါတယ်။အဲ့ဒီလိုရှာဖွေတွေ့ရှိတဲ့အထက်ကမှအလုပ်များစွာကိုတပြိုင်တည်းပြင်ဖို့မကြိုးစားပဲနောက်တစ်ချိန်မှာလိုလျောက်ဖြစ်သွားနိုင်မဲ့အလုပ်တစ်ခုတည်းကိုပဲဦးစားပေးရွေးချယ်ပြီး automation ဖြစ်အောင်လှုပ်ဆောင်သင့်ပါတယ်။အဲ့ဒီနောက်မှာတော့ဒီလိုလှုပ်လိုက်ခြင်းကြောင့်ဘလောက်ထိချိန်ကုန်တက်တာသွားသလဲအမှားယွင်းတွေဘလောက်ရောကျသွားသလဲနဲ့ကိုယ့်ရဲ့အာရုံစိုက်မှုကိုအရင်ကထက်ဘလောက်ထိလျှော့ချနိုင်ခဲ့သလဲဆိုတာကိုတတိချာချာပြန်လည်တိုင်းတာကြည့်ရပါမယ်။ဒီလိုမျိုးသိငယ်တဲ့တိုးတက်မှုလေးတွေကိုတပတ်တစ်ခါပုံမှန်လှုပ်ဆောင်သွားမယ်ဆိုရင်
တစ်နှစ်တာကုန်ဆုံးသွားတဲ့အခါမှာတော့တင့်လုပ်ငန်းလေပတ်မှုတစ်ခုလုံးကိုအခြေခံကအစပုံမကောင်းမွန်တဲ့ဘက်ကိုတိတိတသာပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ဥပမာအနေနဲ့အတိုင်ပင်ခံကွန်ဆယ်တန့်အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကိုကြည့်ကြည့်ရအောင်။သူဟာပတ်စံတောက်ကြနေတိုင်းမှာငွေမချေရသေးတဲ့ order ရဲ့အတွက်ဖောက်တယ်တွေနောက်ကိုလိုက်ပြီးငွေတောင်းခံလွှာ invoice တွေကောက်ခံရတာနဲ့တင်3နာရီလောက်အချိန်ကုန်နေတတ်ပါတယ်။အဲ့ဒီခါမှာသူကငါဒီထက်ပိုပြီးစီကံရှိဖို့လိုနေပြီးငါကိုယ်တိုင်ကအလုပ်ကိုတေချာမလုပ်နိုင်လို့ပါဆိုပြီးကိုပဲအပြစ်တင်နေတတ်တာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ပြဿနာရဲ့အရင်းမြစ်ကစီကံရှိခြင်းမရှိခြင်းဆိုတဲ့စိတ်ပိုင်းဆိုင်ရာထက်သူအသုံးပြုနေတဲ့အလုပ်လုပ်ပုံလုပ်ငန်းစဉ် process ကမှားယွင်းနေတာပဲဖြစ်ပါတယ်။ဒီနေရာမှာဘသူကငွေမပေးရသေးဘူးလဲဆိုတာကိုကိုယ့်ရဲ့မှတ်ဉာဏ်ထဲမှာပဲပြင်ပန်းခံမှတ်နေမယ့်အစားလုပ်ငန်းစဉ်ကိုနည်းပညာနဲ့အလိုလျောက်ပြောင်းလဲလိုက်မယ်ဆိုရင်အများကြီးပိုပြီးထိရောက်သွားမှာပါ။ငွေတောင်းခံလာတွေကိုသူ့လိုလျောက်ပို့ပေးမယ်။ငွေပေးချေရမယ့်ရက်မတိုင်ခင်မှာရောရက်ကျော်သွားတဲ့အခါမှာပါသတိပေးချက် reminder တွေကိုအလိုလျောက်ပေးပို့သွားမှာဖြစ်ပါတယ်။ဒါ့အပြင်ရက်လွန်နေတဲ့စီးရင်တွေကိုတိကျအမှတ်အသားလုပ်ထားတာသက်ဆိုင်သူစီကိုအကြောင်းကြားတာနဲ့ထူးခြားတဲ့ကိစ္စရပ်တွေကိုအဆင့်ဆင့်တင်ပြတာတွေအထိစနစ်တကျပြုလုပ်ထားနိုင်ပါတယ်။ဒီလိုမျိုးပြောင်းလဲလိုက်ခြင်းအပြင်အဲ့ဒီအတိုင်းပင်ခံဟာအရင်ကတည်းကပိုပြီးထူးထူးခြားခြားတော်သွားတာမျိုးမဟုတ်ပေမဲ့သူ့ရဲ့စီးပွားရေးလုပ်ငန်းကတော့လူတစ်ယောက်ရဲ့မှတ်သားနိုင်စွမ်းအပေါ်မှာမိခိုနေရတာမျိုးမရှိတော့ပါဘူး။ဒါအလိုလျောက်စနစ် automation ရဲ့တကယ့်နည်းနည်းတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ကိုယ်တိုင်ပင်ပန်းခံလုပ်နေရတဲ့အလုပ်တွေကိုစနစ်တွေစီလွှဲပြောင်းပေးလိုက်ခြင်းကပဲလုပ်ငန်းရှင်တစ်ယောက်အတွက်အချိန်နဲ့စွမ်းရည်တွေကိုပြန်လည်ရရှိစေမှာဖြစ်တယ်လို့ချာလီဟာတန်ကထောက်ပြထားပါတယ်။လွတ်လပ်ခွင့်ရှိမရှိစမ်းသပ်ခြင်းကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကကိုယ့်အပေါ်မှာဘယ်လောက်ထိမိခိုနေရတယ်လဲဆိုတာကိုသိနိုင်ဖို့ချာလီဟာတန်ကလွတ်လပ်ခွင့်စမ်းသပ်ချက် The Freedom Test ဆိုတာကိုလုပ်ကြည့်ဖို့အကြံပြုထားပါတယ်။စိတ်ကူးထဲမှာသင်ဟာလုပ်ငန်းခွင်ကနေ9ရက်လောက်ပျောက်ကွယ်သွားတယ်လို့မြင်ကြည့်လိုက်ပါ။အဲ့ဒီချိန်မှာဘာတွေအဆင်မပြေဖြစ်ကုန်မလဲဆိုတာကိုတေးသေးချာချာစရင်းချကြည့်ဖို့လိုပါတယ်။ဖောက်တယ်လောင်းတွေကိုဘယ်သူကဆက်ပြီးကင်တွယ်မလဲ။ဖောက်တယ်တွေရဲ့မိကုန်းတွေကိုဘယ်သူကဖြေပေးမလဲ။ငွေပေးချေမှုတွေနဲ့ဝန်ဆောင်မှုပေးရတာတွေကိုရောဘယ်သူကဆက်လုပ်မလဲဆိုတာတွေကိုစဉ်းစားရမှာပါ။ဒါတွေမကပဲမကျေနပ်ချက်တွေပေါ်လာရင်ဘယ်သူကဖြေရှင်းမလဲနဲ့လုပ်ငန်းတစ်ခုလုံးမှာဘာတွေဖြစ်နေသလဲဆိုတာကိုရောဘယ်သူကသိနေမလဲဆိုတာကလည်းအလွန်အရေးကြီးပါတယ်။ဒီစမ်းသပ်ချက်ကကိုလုပ်ငန်းတွေကနေထာဝရဖယ်ထုတ်ပစ်ဖို့မဟုတ်ပဲလုပ်ငန်းရဲ့ကျန်းမာရေးအခြေအနေကိုစစ်ဆေးတာသက်သက်ပဲဖြစ်ပါတယ်။တကယ်လို့တင်မရှိရင်အားလုံးပြိုလဲသွားမယ်ဆိုရင်တော့ဒီလုပ်ငန်းဟာတဲ့အပေါ်မှာပဲလုံလုံလျားလျားမိခိုနေရတဲ့ပြဿနာရှိနေပါပြီ။ဒါပေမဲ့ပုံမှန်လက်ပတ်မှုတွေကတော့အေးဆေးဆေးဆက်ဖြစ်နေပြီးမဟာဗျူဟာမြောက်တဲ့ဆုံးဖြတ်ချက်အနေငယ်လောက်အတွက်ပဲတင့်ကိုလိုအပ်တာမျိုးဆိုရင်တော့တင်ဟာအင်အားစိုက်ထုတ်မှုနည်းနည်းနဲ့လက်ပတ်နိုင်တဲ့အနေအထား leverage ကိုရောက်နေပြီလို့ပြောလို့ရပါတယ်။ချာလီဟာတန်ရဲ့အဓိကရည်မှန်းချက်ကပိုင်ရှင်တယောက်ကိုအသုံးမဝင်တဲ့အပိုလူဖြစ်အောင်လုပ်ဖို့မဟုတ်ပဲပိုင်ရှင်မပါဘဲလက်ပတ်လို့ရတဲ့အလုပ်တွေမှာပိုင်ရှင်ကမလိုအပ်ပဲဝင်ပါနေရတာမျိုးတွေကိုဖယ်ရှားပစ်ဖို့ပဲဖြစ်ပါတယ်။စနစ်မကြခင်လူရင်ငှားခြင်းမာယာအနေနဲ့အလုပ်တွေအရန်ပြီလာပြီးမနိုင်မနှင်းဖြစ်လာတဲ့အခါမှာသူမရဲ့ပထမဆုံးစိတ်ကူးကငါဝန်ထမ်းတစ်ယောက်ထပ်ငားမှဖြစ်တော့မယ်ဆိုတာမျိုးပါ။ဒါပေမဲ့လုပ်ငန်းစဉ်တွေကမာယာရဲ့ခေါင်းထဲမှာပဲရှိနေသေးပြီးစနစ်တကျမရှိသေးဘူးဆိုရင်ဝန်ထမ်းအသစ်ရောက်လာတဲ့အခါဒါကိုဘယ်လိုလုပ်မလဲလို့မေးလာတိုင်းမာယာကငါလုပ်တာကိုပဲကြည်ထားလို့ပဲပြောနိုင်ပါလိမ့်မယ်။အဲ့ဒီလိုနဲ့ဝန်ထမ်းအသစ်ကမေးခွန်းတွေတစ်ခုပြီးတစ်ခုမေးလာတဲ့အခါမှာတော့နောက်ဆုံးမှာမာယာအနေနဲ့သူမကိုပဲတစ်ချိန်လုံးလာမေးနေရတဲ့နောက်ထပ်လူတစ်ယောက်ကိုထပ်တိုးလိုက်သလိုမျိုးပဲဖြစ်သွားပါလိမ့်မယ်။ဒါအင်အားစိုက်ထုတ်မှုနည်းနည်းနဲ့ရလက်ကောင်းအောင်လှုပ်ဆောင်တာ leverage မဟုတ်ပဲပိုင်ရှင်ပုံမှာမိခိုနေရတဲ့အချိန်တွေကိုပဲပိုပြီးကြီးထွားလာအောင်လုပ်လိုက်သလိုပါပဲ။ဒါကြောင့်မို့လို့ချာလီဟာတန်ကဒီထက်ပိုပြီးကောင်းမွန်တဲ့အဆင့်ဆင့်ကိုအကြံပြုထားပါတယ်။အဲ့ဒါကတော့အလုပ်ကိုကိုယ်တိုင်အရင်လုပ်ကြည့်မယ်ပြီးရင်မှတ်တမ်းတင်မယ်။စံနှုန်းတွေသတ်မှတ်မယ်။အဲ့ဒီနောက်မှာမှဝန်ထမ်းကိုစနစ်တကျတင်ကြားပေးပြီးရလက်တွေကိုတိုင်းတာမယ်။လိုအပ်တာတွေကိုပိုကောင်းအောင်ထပ်မံပြင်ဆင်မယ်။နောက်ဆုံးကြမှသာအဲ့ဒီအလုပ်ကိုလုံလုံရရလွှဲပေးလိုက်တာမျိုးပါ။ဒီလိုမျိုးလှုပ်ဆောင်လိုက်တဲ့အခါမှာတော့ဝန်ထမ်းဟာပိုင်ရှင်ရဲ့မှတ်ဉာဏ်ထဲမှာပဲလိုက်ရှာပြီးမင်းနေစရာမလိုတော့ပဲသတ်မှတ်ထားတဲ့လုပ်ငန်းစဉ် workflow အတိုင်းပဲတိတိကျကျလှုပ်ဆောင်နိုင်သွားပါလိမ့်မယ်။ဒီလိုနဲ့လုပ်ငန်းစဉ်တွေကတည်ငြိမ်သွားပြီဆိုရင်တော့အဲ့ဒီထဲကတချို့အစိတ်ပိုင်းတွေကိုနည်းပညာနဲ့အလိုလျောက် automation ဖြစ်အောင်မှာထပ်မံလှုပ်ဆောင်လို့ရသွားမှာဖြစ်ပါတယ်။ထိန်းချုပ်နိုင်စွမ်းထက်ဝင်ငွေနောက်ကိုပဲလိုက်နေခြင်းနောက်ထပ်အမှားတစ်ခုကတော့ဝင်ငွေ revenue ကဏ္ဍအကြီးကြီးတွေဟာစီးပွားရေးလုပ်ငန်းရှင်တွေကိုအလွယ်တကူဆွဲဆောင်နိုင်ပါတယ်။ဒါပေမဲ့ချာလီဟာတန်ကတော့ဝင်ငွေဘယ်လောက်ရတယ်လဲဆိုတာထက်အဲ့ဒီဝင်ငွေနောက်ွယ်ကအမှန်တရားတွေကိုပို့ပြီးအာရုံစိုက်ဖို့လိုတယ်လို့ထောက်ပြထားပါတယ်။ဥပမာအားဖြင့်
အဲ့ဒီဝင်ငွေတွေကနေအများဆုံးကတကယ်တမ်းဘယ်လောက်ကျန်တယ်လဲအဲ့ဒီဝင်ငွေကလာတိုင်းပုံမှန်ရောက်ဖို့ဘယ်လောက်အထိတည်ကြတယ်လဲပြီးတော့အဲ့ဒီဝင်ငွေရဖို့အတွက်ပတ်ရှင်ဖြစ်သူကကိုယ်ပိုင်အချိန်ဘယ်လောက်ထိပေးဆက်ခဲ့ရတယ်လဲဆိုတာတွေကိုတည်တည်ချာချာစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်ဝင်ငွေကဏ္ဍတွေပုံများလာရုံနဲ့တင်ပိုကောင်းတဲ့စီးပွားရေးတစ်ခုဖြစ်မလာနိုင်ပါဘူးကိုယ့်ရဲ့ညနေခင်းတွေနဲ့အားလည်းရက်တွေကိုပါအကုန်ပေးလိုက်ရပြီးမှဝင်ငွေအမြောက်အများရနေတာထက်အမျက်စွန်းလဲတေချပြီးလုပ်ငန်းလည်ပတ်မှုတွေကလည်းကိုယ့်ရဲ့ထိန်းချုပ်မှု control အောက်မှာရှိနေတဲ့လုပ်ငန်းမျိုးကပတ်ရှင်အတွက်ပိုပြီးတန်ဖိုးရှိနိုင်ပါတယ်။ဒါကြောင့်မလို့စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ရည်မှန်းချက်ဟာဝင်ငွေတွေပိုများဖို့ဆိုတာထက်ပိုပြီးထိန်းချုပ်နိုင်စွမ်းရှိပြီးပုံမတန်ဖိုးရှိတဲ့လုပ်ငန်းမျိုးတည်ဆောက်ဖို့ပဲဖြစ်သင့်ပါတယ်။ One Man Emperor ၏လုပ်ငန်းလည်ပတ်မှုစနစ်အခုဆိုရင်တော့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ယူဆအားလုံးကိုပေါင်းစပ်ပြီးစနစ်တကျလည်ပတ်နိုင်မဲ့အဆင့်၅ဆင့်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။အဆင့်၁ထိန်းချုပ်နိုင်စွမ်းပထမဆုံးအဆင့်မှာတော့ငွေတွေဘယ်ကနေဝင်လာမလဲဆိုတာကိုခန့်မှန်းရခက်နေတဲ့အခြေအနေကနေရုံထွက်ပြီးခိုင်မာတဲ့စီးပွားရေးအင်ဂျင်ကိုတည်ဆောက်ရပါမယ်။ရေသွေးရှိတဲ့ဖောက်တယ်လောင်းတွေကိုရှာဖွေတာကနေအယောင်အဖြစ်ပြောင်းလဲတာပြီးတော့မှအဲ့ဒီဖောက်တယ်တွေစီကနေရေရှည်တန်ဖိုးနဲ့အမြတ်ဆုံးတွေရရှိလာအောင်စနစ်တကျလှုပ်ဆောင်ခြင်းအပြင်ဝင်ငွေနဲ့ပတ်သက်ပြီးစိုးရိမ်နေရတာတွေကိုရပ်တန့်နိုင်မှာဖြစ်ပါတယ်။အဆင့်2စနစ်တကျဖြစ်စေခြင်းဒီအဆင့်မှာတော့လုပ်ငန်းခွင်အတွင်းထက်ကတလဲလဲလုပ်နေရတဲ့အလုပ်တွေကိုလုပ်ငန်းစဉ် processes တွေစံနှုန်း standards တွေနဲ့မှတ်တမ်းမှတ်ရာ documentation တွေအဖြစ်ပြောင်းလဲပြရမှာပါ။ဒီလိုလုပ်ခြင်းအပြင်ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကိုတခါတည်းမဟုတ်ဘဲအမြဲတမ်းထက်ကတလဲလဲရရှိနိုင်အောင်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။အဆင့်3အလိုလျောက်ဖြစ်စေခြင်းလူကိုယ်တိုင်ချိန်ပေးလုပ်နေရတဲ့အလုပ်တွေကကြိုတင်ခံမှန်းလို့ရတဲ့အပိုင်းတွေကိုနည်းပညာနဲ့အလိုလျောက်လုပ်ဆောင်ပေးမဲ့စနစ်တွေစီလွှဲပြောင်းပေးရမယ့်အဆင့်ဖြစ်ပါတယ်။စက်တွေကလူတွေထက်ပိုတော်တဲ့နေရာတွေမှာစက်တွေကိုပဲအသုံးပြုခြင်းအပြင်လူအမားတွေကိုရှော့ချနိုင်တယ်လို့အချိန်တွေကိုလည်းအများကြီးသက်သာစေမှာဖြစ်ပါတယ်။အဆင့်၄ပိုင်ရှင်၏အခန်းကဏ္ဍကိုပြန်လည်ရယူခြင်းဒါပိုင်ရှင်တယောက်အနေနဲ့အလုပ်တွေကိုလိုက်လုပ်နေရတာအရာရာကိုလိုက်မှတ်နေရတာနဲ့ပြဿနာတွေကိုလိုက်ဖြေရှင်းနေရတာတွေကနေရုံထွက်ရမယ်အဆင့်ဖြစ်ပါတယ်။အဲ့ဒီအစားစီးပွားရေးအတွက်တကယ်လိုအပ်တဲ့မဟာဗျူဟာမြောက်စဉ်းစားတွေးခေါ်တာအရေးကြီးတဲ့ဆုံးဖြတ်ချက်ချတာနဲ့လုပ်ငန်းကိုပိုကောင်းအောင်ပြုပြင်တာတွေစီကိုကိုယ့်ရဲ့အာရုံစိုက်မှုကိုပြောင်းလဲပေးရမှာပါ။အဆင့်၅လွတ်လပ်ခွင့်နောက်ဆုံးမှာတော့အမျက်ဆုံးလဲရှိအရေးအသွေးလဲတည်ငြိမ်စနစ်တစ်ခုလုံးကိုလည်းထိန်းချုပ်နိုင်ပြီးကိုယ်ပိုင်ချိန်တွေလည်းပြန်ရလာမယ်လွတ်လပ်ခွင့်ဆိုတဲ့ပန်းတိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်။ဒါလူမလိုတဲ့လုပ်ငန်းမျိုးကိုဆိုလိုတာမဟုတ်သလိုပိုင်ရှင်မပါဘဲပြစ်ထားလို့ရတဲ့လုပ်ငန်းမျိုးလည်းမဟုတ်ပါဘူး။ဒါပိုင်ရှင်ကိုယ်တိုင်ကလုပ်ငန်းဆိုတဲ့ဆက်ရန်ရားကြီးထဲမှာပိတ်မိနေမဲ့အစားအဲ့ဒီဆက်ရန်ရားကြီးတစ်ခုလုံးကိုအပြင်ကနေအပိုင်စားထိန်းချုပ်မောင်းနေနိုင်တဲ့အခြေအနေကိုရောက်ရှိသွားတာပဲဖြစ်တယ်လို့ချာလီဟာတန်ကလမ်းညွှန်ထားပါတယ်။နေ့ရက်30အတွင်း One Man Emperor အဖြစ်ပြန်လည်စတင်ခြင်းတင့်ရဲ့စီးပွားရေးတစ်ခုလုံးကိုမနှက်ပြန်အတွဲမှာအကုန်လုံးအသစ်ပြန်တည်ဆောက်ဖို့မလိုအပ်ပါဘူး။ဖြည်းဖြည်းချင်းပဲရပ်ပေါင်း30လောက်အချိန်ပေးပြီး reset လုပ်ကြည့်ရအောင်။ပထမအပတ်ယူပေါက်များကိုရှာဖွေခြင်းဒီပထမ9ရက်အတွင်းမှာတင့်ရဲ့အာရုံစိုက်မှုကိုသိမ့်ပိုက်ထားသမျှအရာအလုံးကိုတည်တည်ချာချာမှတ်တမ်းတင်ထားဖို့လိုပါတယ်။ဝန်ထမ်းတွေစီကနေထက်ကတလဲလဲလာမေးနေတဲ့မေးခွန်းတွေတင်ကိုယ်တိုင်လက်လံဆက်သွယ်နေရတဲ့ကိစ္စတွေခဏခဏလုပ်နေရတဲ့အလုပ်တွေအပြင်လူတွေကဆုံးဖြတ်ချက်ချပေးဖို့တင့်စီကိုပဲအမြဲယူလာတတ်တဲ့ကိစ္စရပ်တွေကိုပါအကုန်ချရေးထားပါတင်ကိုယ်တိုင်ပဲဦးစီးပြီးလုပ်ကင်နေရတဲ့လုပ်ငန်းစဉ်မှန်သမျှကိုလည်းချမှတ်ထားပါနဲ့အပတ်စဉ်ကုန်ဆုံးသွားတဲ့အခါမှာတော့အဲ့ဒီချရေးထားတဲ့အထက်ကမှထက်ကတလဲလဲဖြစ်နေတဲ့အချက်တွေကိုတီးသန့်ဝိုင်းထားလိုက်ပါအဲ့ဒီချက်တွေဟာတင်လုပ်ငန်းကိုပိုကောင်းအောင်ပြင်ဆင်ဖို့အတွက်အလားအလာအကောင်းဆုံးနဲ့အထက်ရောက်ဆုံးပြင်ပြောင်းလဲရမယ့်ပြစ်မှတ်တွေပဲဖြစ်ပါတယ်ဒုတိယအပတ်စနစ်တစ်ခုတည်ဆောက်ခြင်းဒုတိယအပတ်မှာတော့တင်ဝိုင်းထားခဲ့တဲ့အချက်တွေကမှတင့်အတွက်အကုန်ကြအများဆုံးစိတ်နှောက်ယှက်ဖြစ်ရဆုံးဒါမှမဟုတ်အချိန်ကုန်ဆုံးဖြစ်စေတဲ့ပြဿနာတစ်ခုကိုရွေးချယ်ပြီးစနစ်တစ်ခုစတင်တည်ဆောက်ရပါမယ်အဲ့ဒီလုပ်ကိုအစကနေအဆုံးထိဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုတည်တည်ချာချာမှတ်တမ်းတင်ပြီးကောင်းမွန်တဲ့ရလဒ်ဆိုတာဘာလဲဆိုတဲ့စံနှုန်းကိုပါသတ်မှတ်ပေးရပါမယ်အဲ့ဒီနောက်မှာစစ်ဆေးရမယ့် checklist တစ်ခုဖန်တီးပြီးကိုယ်တိုင်အရင်စမ်းသပ်ကြည့်ပါပြီးမှအခြားသူတစ်ယောက်ကိုအဲ့ဒီအတိုင်းလိုက်လို့ခိုင်းကြည့်ရမှာပါတကယ်လို့အဲ့ဒီလူကတနေရာမှာထစ်စွနေမယ်ဆိုရင်ဝန်ထမ်းကိုချက်ချင်းအပြစ်မတင်ပါနဲ့အောင်သူတို့နားမလည်တာဟာတင်ချပြထားတဲ့လုပ်ငန်းစဉ်ကမရှင်းလင်းသေးဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်နိုင်တာကြောင့်အဲ့ဒီလုပ်ငန်းစဉ်ကိုပဲပိုကောင်းအောင်ထပ်မံပြင်ဆင်ပေးဖို့လိုအပ်တယ်လို့အချက်ပြနေတာလည်းဖြစ်နိုင်ပါတယ်တတိယအပတ်ကိုတာဝန်တစ်ခုကိုတခြားသူစီလွှဲပြောင်းပေးခြင်း
တတိယအပတ်ရဲ့အဓိကတာဝန်ကတော့တင်ကိုယ်တိုင်အမြဲတမ်းလုပ်ကင်နေရတဲ့တာဝန်တစ်ခုကိုရွေးချယ်ပြီးတခြားတရားရောက်စီကိုလုံးဝလွှဲပြောင်းပေးလိုက်ဖို့ပဲဖြစ်ပါတယ်။ဒီနေရာမှာသတိထားရမှာကအလုပ်တစ်ခုကိုပဲခိုင်းလိုက်တာမျိုးမဟုတ်ပဲအဲ့ဒီအလုပ်ကနေထွက်ပေါ်လာမဲ့ရလဒ်လှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်နဲ့လိုက်နာရမယ့်စံနှုန်းတွေကိုပါတပါးတည်းလွှဲပြောင်းပေးရမှာပါ။အဲ့ဒီနောက်မှာထွက်လာတဲ့ရလဒ်ကိုတိတိကျကျပြန်လည်တိုင်းတာရပါမယ်။သင်ရဲ့ရည်မှန်းချက်ဟာဝန်ထမ်းအသစ်တစ်ယောက်ခန့်လိုက်ရုံနဲ့မဟုတ်ပဲအဲ့ဒီအလုပ်အတွက်သင်ရဲ့အာရုံစိုက်မှုအတန်းရှင်းလုံးဝပေးစရာမလိုတော့တဲ့အဆင့်အထိရရှိသွားဖို့ဖြစ်ပါတယ်။ဇဒုထအပတ်အလုပ်တစ်ခုကိုအလိုလျောက်ဖြစ်အောင်လှုပ်ဆောင်ခြင်းနောက်ဆုံးဇဒုထအပတ်မှာတော့ကြိုတင်ခံမှန်းလို့ရတဲ့လုပ်ငန်းစဉ်တစ်ခုကိုရွေးချယ်ပြီးအလိုလျောက်စနစ် automation ကိုပြောင်းလဲပေးရပါမယ်။အဲ့ဒါတွေကတော့သတိပေးချက်တွေပို့တာအချိန်စရာဆွဲတာဖောက်တယ်တွေကိုအတည်ပြုချက်ပို့တာဖောက်တယ်လောင်းတွေကိုနောက်ဆက်တွဲဆက်သွယ်တာဒါမှမဟုတ်ငွေတောင်းခံလွှာနဲ့အစီရင်ခံစာတွေပေးပို့တာမျိုးတွေဖြစ်နိုင်ပါတယ်။ဒီလိုမျိုးလှုပ်ဆောင်ပြီးတဲ့အခါမှာတော့အချိန်ဘယ်လောက်ထိတက်တာသွားသလဲအမှားယွင်းတွေဘယ်လောက်ထိရောကျသွားသလဲနဲ့ကိုယ့်ရဲ့အာရုံစိုက်မှုကိုအရင်ကထက်ဘယ်လောက်ထိလျှော့ချနိုင်ခဲ့သလဲဆိုတာကိုပြန်လည်တိုင်းတာကြည့်ရမှာပါ။ဒါအသက်လုပ်ငန်းရဲ့လက်ပတ်မှုပုံစံကပုံမကောင်းမွန်တဲ့ဘက်ကိုဥတည်နေပြီဆိုတာကိုပြသနေတဲ့အခိုင်အမာအထောက်အထားတစ်ခုပဲဖြစ်ပါတယ်။ရပ်ပေါင်း90အတွက်မဟာဗျူဟာဒီတွေးခေါ်မှာနောက်ထပ်အသုံးဝင်တဲ့စည်းကမ်းတစ်ခုရှိပါတယ်။ရပ်ပေါင်း90ပြည့်တိုင်းမှာတစ်ချက်လောက်ရပ်ပြီးကိုပြန်မေးကြည့်ရပါမယ်။အခုလောလောဆယ်ငါစီးပွားရေးမှာရှေ့မတိုးနိုင်အောင်ပိတ်ဆို့နေတဲ့အကြီးမားဆုံးအဟန့်အတားကဘာလဲဆိုတာမျိုးပါ။ပုံမှန်အားဖြင့်ငါတို့ဘာတွေပိုကောင်းအောင်လုပ်နိုင်မလဲလို့မေးရင်အဖြေတွေကအများကြီးထွက်လာတတ်ပြီးဘာအရင်စလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ဒါကြောင့်အဲ့ဒီအစားဘယ်ပြဿနာတစ်ခုတည်းကိုဖြေရှင်းလိုက်ရင်လုပ်ငန်းအတွက်အကြီးမားဆုံးတိုးတက်မှုကိုရနိုင်မလဲဆိုတဲ့မေးခွန်းကိုပဲအာယုံစိုက်မေးကြည့်ဖို့ချာလီဟာတန်ကအကြံပြုထားပါတယ်။အဲ့ဒီပြဿနာကဖောက်တဲ့တစ်ရှာတာဖြစ်နိုင်တယ်လို့အယောင်ဖြစ်အောင်ပြောင်းလဲတာဝန်ဆောင်မှုပေးရတာငွေကောက်ခံတာဒါမှမဟုတ်ပန်ရှင်ပေါ်မှာပဲအဆအဆရရမိခိုနေရတာမျိုးလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီထဲကအရေးကြီးဆုံးတစ်ခုတည်းကိုပဲရွေးချယ်ပြီးအပြတ်အသတ်ဖြေရှင်းရပါမယ်။အဲ့ဒါပြီးသွားမှသာနောက်ထပ်တစ်ခုကိုဆက်သွားရမှာပါ။ဒါစီးပွားရေးလုပ်ငန်းရှင်အများစုကြားရောက်လေ့ရှိတဲ့အရာအလုံးကိုတပြိုင်တည်းလိုက်ပြင်ခြင်းနဲ့ထောင်ချောက်ထဲကနေရုံထွက်နိုင်မဲ့နည်းလမ်းပါပဲ။အာယုံစိုက်မှု focus ဆိုတာဟာအင်အားစိုက်ထုတ်မှုနည်းနည်းနဲ့ထိရောက်တဲ့ရလဒ်ကောင်းတွေထွက်လာစေဖို့အဓိကတော့ချက်ဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့။ပိသုကာပညာရှင်တဦးဖြစ်လာပါ။ Woman Emperor စာအုပ်ရဲ့အနက်ရှိုင်းဆုံးသင်ခန်းစာကနည်းပညာတွေသုံးပြီးအလိုလျောက်စနစ်ပြောင်းလဲတာထက်စာရင်ကိုယ့်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်တဲ့အတွေးခေါ်ကိုအခြေခံကအစပြောင်းလဲပြဖို့ဖြစ်ပါတယ်။လူတော်တော်များများကအလုပ်တစ်ခုကိုပိုပြီးကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်လာလေလေကိုပိုပြီးတန်ဖိုးရှိလာလေလေလို့ထင်တတ်ကြသလိုစီးပွားရေးလုပ်ငန်းရှင်တွေကလည်းအရာရာကိုကိုယ်တိုင်ဒဏ်ခံပြီးပိုတော်အောင်လုပ်ပြနိုင်မှအောင်မြင်မဲဆိုတဲ့အယူဆမှထောင်ချောက်ထဲကိုမကြာခဏကြာရောက်သွားတတ်ကြပါတယ်။တကယ်တမ်းမှာတော့အင်အားစိုက်ထုတ်မှုနည်းနည်းနဲ့ရလဒ်ကောင်းတွေထွက်လာစေဖို့ဆိုတာကောင်းမွန်တဲ့ရလဒ်တွေကိုပုံသင်နည်းတစ်ခုလိုထပ်ခါတလဲလဲထုတ်လုပ်ပေးနိုင်တဲ့စနစ်ရှိဖို့ပဲလိုတာပါ။ဒါကြောင့်မို့လို့ငါကိုယ်တိုင်ဘယ်လောက်အထိအလုပ်တွေပြီးမြောက်အောင်လုပ်နိုင်တယ်လဲဆိုတဲ့မေးခွန်းအစားငါကိုယ်တိုင်တစ်ချိန်လုံးပါဝင်ပတ်သက်နေစရာမလိုပဲဒီလုပ်ငန်းကနေဘယ်လောက်ထိတန်ဖိုးရှိတဲ့ရလဒ်တွေထွက်လာအောင်လုပ်ပေးနိုင်မလဲဆိုတဲ့မေးခွန်းကိုပြောင်းလဲမေးမြန်းတတ်ဖို့လိုအပ်ပါတယ်။ဒါဆက်ရန်များကြီးတစ်ခုရဲ့အတွင်းထဲမှာပိတ်မိနေတဲ့အလုပ်သမားတစ်ယောက်နဲ့အဲ့ဒီဆက်ရန်များကြီးတစ်ခုလုံးကိုပုံဖော်ဆောက်လုပ်တဲ့ဘိသုကာပညာရှင်တစ်ယောက်တို့ရဲ့အဓိကကွာခြားချက်ပါပဲ။အလုပ်သမားကအလုပ်ကိုပြီးအောင်လုပ်ပေးတယ်။စီမံခန့်ခွဲသူကအလုပ်တွေကိုစနစ်တကျရှိအောင်ကြည့်ပေးတယ်။ဒါပေမဲ့ဘိသုကာပညာရှင်ကတော့အလုပ်တွေဘယ်လိုပုံစံနဲ့လေပတ်မလဲဆိုတာကိုဒီဇိုင်းဆွဲတာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေကြီးထွားလာလေလေပိုင်ရှင်တယောက်ရဲ့တန်ဖိုးရှိဆုံးလှုပ်ဆောင်ချက်ဟာဒီတတိယမြောက်အခန်းကဏ္ဍဖြစ်တဲ့ဘိသုကာပညာရှင်နေရာကနေပဲပိုပြီးထွက်ပေါ်လာတဲ့တာဖြစ်ပါတယ်။တင်ဘွားကိုပြန်လည်ပေးရမယ့်စီးပွားရေးတစ်ခုကိုတိဆောက်ပါ။စီးပွားရေးလုပ်ငန်းရှင်တွေဟာခမားကတော့အလုပ်တွေအများများနေတာပဲတော်တော်လေးအောင်မြင်နေပါပဲဆိုတဲ့အန္တရာယ်ရှိတဲ့ချီးကျူးစကားမျိုးကိုမကြာခဏကြားရတတ်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အလုပ်များနေတာဟာအောင်မြင်နေတာလို့အမြဲတမ်းမဆိုလိုပါဘူး။အလုပ်များတာဟာတန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်နေတာဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းကိုယ့်ရဲ့စီးပွားရေးပုံစံကိုစနစ်တကျမတိဆောက်ထားလို့ဖြစ်နေတဲ့ရှုပ်ထွေးမှုတွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်။လုပ်ငန်းရဲ့အစိပ်ပိုင်းတိုင်းမှာပိုင်ရှင်ကိုယ်တိုင်ဝင်ပါနေရတာဟာအလုပ်ပုံမှာစိတ်ရောကိုယ်ပါနှိမ့်နှုတ်ထားလို့ဆိုတာထက်ပိုင်ရှင်မပါရင်လုံးဝလေပတ်လို့မရတဲ့စီးပွားရေးမျိုးကိုဖန်တီးမိထားလို့သာဖြစ်ပါတယ်။ချာလီဟာတန်က One Man Emperor ထဲမှာကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာအလုပ်မလုပ်ဘဲနားနေဖို့မဟုတ်ပဲကိုယ်တိုင်ပါဝင်နေဖို့မလိုအပ်တဲ့အလုပ်တွေထဲမှာပိတ်မိနေတာမျိုးကိုရပ်တန့်ပစ်ဖို့ပဲဖြစ်ပါတယ်။
အစပိုင်းမှာငွေကြေးစည်းစိမ်မှုကိုအရင်ထိန်းချုပ်ရမယ်။အဲဒီနောက်မှာကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေကိုအမြဲတမ်းထပ်ခါတလဲလဲရနိုင်အောင်စနစ်တကျလှုပ်ဆောင်ရမယ်။ပြီးတော့မှကြိုတင်ခံမှန်းလို့ရတဲ့အလုပ်တွေကိုအလိုလျောက်ဖြစ်သွားအောင်လုပ်ရမှာပါ။အဲဒီခါမှပိုင်ရှင်ဖြစ်သူကကိုယ်တိုင်ပဲဆုံးဖြတ်ရမယ့်ရေးကြီးတဲ့ကိစ္စရပ်တွေအတွက်ကိုယ့်ရဲ့အာရုံစိုက်မှုကိုအပြည့်အဝပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့မနှက်ဖြန်မှာတင့်ရဲ့စီးပွားရေးတစ်ခုလုံးကိုအသစ်ပြန်ပြင်ဖို့မလောပါနဲ့အောင်။ဝန်ထမ်းတွေအများကြီးငှားတာဒါမှမဟုတ် software တွေအကုန်ဝယ်သုံးတာမျိုးတွေထက်ဘာတွေကငါ့ရဲ့အချိန်တွေကိုထပ်ခါတလဲလဲဖြုံးတိနေပြီးငါကိုယ်တိုင်မပါလဲဖြစ်နေတာလဲဆိုတဲ့မေးခွန်းတစ်ခုတည်းနဲ့ပဲအရင်ဆုံးစတင်လိုက်ပါ။အဲ့ဒီတဲကအလုပ်တစ်ခုကိုရွေးချယ်ပြီးမှတ်တမ်းတင်ပါ။ကောင်းမွန်တဲ့ရလဒ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုသတ်မှတ်ပါ။ပြီးတော့အဲ့ဒီအလုပ်ကိုရိုးရှင်းသွားအောင်လုပ်ပါ။အဲ့ဒီနောက်မှဒီလုပ်ငန်းစဉ်ကိုဝန်ထမ်းတစ်ယောက်ကရောလိုက်လုပ်နိုင်မလား။ဒါမှမဟုတ်ဒီထဲကအချို့အစိတ်ပိုင်းတွေကိုရောအလိုလျောက်ဖြစ်အောင်လုပ်လို့ရမလားဆိုတာကိုဆက်ပြီးစဉ်းစားရမှာပါ။ဒါဟာတင့်ရဲ့ပထမဆုံးခြေလှမ်းပါပဲလွတ်လပ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာကိုယ်အလုပ်လုပ်တာကိုရပ်လိုက်တဲ့အခါမှပေါ်ပေါက်လာတာမဟုတ်ပါဘူးလုပ်ငန်းရဲ့တန်ဖိုးဟာကိုယ့်ရဲ့ပါဝင်ပတ်သက်မှုအပေါ်မှာပဲတစ်ချိန်လုံးမတည်မီတော့တဲ့အခါမှတကယ်လွတ်လပ်ခွင့်ဆိုတာဖြစ်ပေါ်လာတာပါဒါကြောင့်အမြဲတမ်းသတိထားရမယ့်အပြောင်းလဲကတော့ကိုယ့်ကိုပို့ပြီးလိုအပ်တဲ့စီးပွားရေးမျိုးကိုမတိဆောက်ပါနဲ့ကိုယ်တစ်ချိန်လုံးမရှိနေရင်တော့မှတန်ဖိုးရှိတဲ့ရလဒ်တွေထွက်လာအောင်လှုပ်ဆောင်နိုင်တဲ့စီးပွားရေးမျိုးကိုသာတိဆောက်ဖို့ဖြစ်ပါတယ်အဲ့ဒီခါမှာတော့ကိုယ့်ရဲ့စီးပွားရေးဟာဘဝကိုချုပ်ကင်ထားတဲ့အရာတစ်ခုမဟုတ်တော့ဘဲကိုယ့်ရဲ့လွတ်လပ်တဲ့ဘဝကိုပြန်လည်ပေးရမယ့်အရာတစ်ခုဖြစ်လာပါလိမ့်မယ်ဒီချာလီဟတ်တန်ရဲ့ One Man Emperor စာအုပ်အနှစ်ချုပ်ကိုဒီထက်ပိုပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့နောက် channel တစ်ခုဖြစ်တဲ့ Growth Digest YouTube channel မှာတွားရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ဗီဒီယိုရဲ့ link ကိုတော့ description ထဲမှာဖော်ပြပေးထားပါတယ်အခုလိုမျိုးစီးပွားရေးနဲ့ဘဝအမြင်သစ်တွေကိုနောက်ထပ်ဆက်လက်လေ့လာနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like လုပ်ပြီး subscribe လုပ်ထားပေးဖို့တိုက်တွန်းချင်ပါတယ်ဒါမှလည်းကျွန်တော်တို့အပတ်စဉ်တင်ဆက်ပေးမယ့်အဖို့တန်အသိပညာတွေကိုလက်မလွတ်တမ်းအချိန်နဲ့တပြေးညီကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒါအပြင်စိတ်ဝင်စားစရာကောင်းတဲ့ဘုသူတ္တတွေကိုပိုပြီးနက်နက်နေနေနဲ့မြန်မြန်ဆန်ဆန်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Telegram Channel မှာလည်းလာရောက်ပူးပေါင်းဖို့ဖိတ်ခေါ်ပါတယ် Telegram link ကိုတော့ description နဲ့ comment မှာတည်တည်ချာချာဖော်ပြပေးထားပါတယ်အားလုံးပဲကိုယ့်ရဲ့အာရုံစိုက်မှုကိုအကျိုးရှိရှိအသုံးချပြီးပုံမှန်မြင့်မားတဲ့ဘဝတွေနဲ့လွတ်လပ်တဲ့စီးပွားရေးလုပ်ငန်းတွေကိုအောင်မြင်စွာတည်ဆောက်နိုင်ကြပါစေခင်ဗျာ